ဒီနေ့ညပိဿပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဘာတရားဟောမှလဲဆိုလို့ရှိရင်ခုတကနိကေဓမ္မပဒပါဠိတော်နာဂဝက်မှာလာရှိတဲ့ပါဝီယကဟထဝတ္ထုလို့သံဃာယနာတင်မထေရမြတ်ကြီးများခေါင်းစဉ်ပေးထားတဲ့တရားဂါထာတစ်ပုဒ်ရှိပါတယ်အဲ့ဒီတရားဂါထာလေးကိုဒီကနေ့ညမြတ်ဖရာဤစကားသုံးခွန်းလို့တရားကောင်းစဉ်ဗမာလူပေးပြီးတော့ပိဿပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီကနေ့ညတနာရီ15မိနစ်ခန့်မြအချိန်ယူပြီးတော့ဟောပြောသွားဖို့ဦးဇင်းတို့စိတ်ကူးထည့်ထားပါတယ်တရားကောင်းစဉ်ကမြတ်ဖရာဤစကားသုံးခွန်းတဲ့အတန်ချက်ဆက်ကနည်းနည်းလေးပုံတုံတုံဖြစ်နေတယ်နော်ဒါလည်းကြည်ကြည်လေးလှုပ်ကြည့်ပါအောင်မြတ်စွာဘုရားရဲ့တရားတော်တွေကိုမိမိတို့ရဲ့ဘဝမှာချမ်းသာဒုက္ခကိုပေးစွမ်းနိုင်တဲ့တခုတည်းသောအရာလို့မြတ်နိုးပြီးတော့တန်ဖိုးထားတဲ့စိတ်နဲ့ပိဿပေါင်းသူတော်ကောင်းတို့နာယူကြည်ညိုကြရအောင်မြတ်ဘုရားဤစကားသုံးခွန်းတဲ့တရားမဟောသေးခင်မှာမြတ်စွာဘုရားကိုရှိခိုးပူဇော်ကြောကြအောင်စို့ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကုံသိစေရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကုံပညာကုံနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုသေးမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်ဥကလေးတွေခြိထားကြကရုဏာတိတလဟရယပညာပိဇောတဝိဟတမောဟဓမ္မသာနရမရလောကကရုံဝဏိတုကတံဂတိဝိမုဒ္ဒံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလေးရှိတော်မူပါဝေထသောပညာပိဇောတဝိဟတမောဟဓမ္မအရဟတမေတိဟုသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရုံလူနှင့်မြမတတဝါနန္ဒတို့ဤကြောက်ထီတံတုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောဂတိဝိမုဒ္ဒံဒေဝမနုဿာနိရယနှင့်ပေတတလိษံလာရရှိငါတန်သောဂတိတို့မှလီထူသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတဝါတို့ဟာအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါပေထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားဗရမ ्या ကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မမူယုံနံနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝနေဝနာမှာကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်ဆုံးမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားမြတ်ဖရာဤစကားသုံးခွန်းတဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်အပမဒရတဟောတာသစိတ်တာမနုရခထာဒုက္ခဥဒရထထာနံပင်ကေတံနောဝကုံစရောအပမဒရတမမိမလျောခြင်း၌ပျော်မွေးကြကုန်သည်ဟောတာဖြစ်ကုန်လောသစိတ်တံမိမိရဲ့စိတ်ကိုအနုရခထအစဉ်ဆောင်စည်းကုန်လောပင်ကေညုံမြောင်း၌တန်တော်နေ၍နေသောကုံစရောဆင်မြောင်းကြီးသည်အတ္တနာမိမိကိုယ်ကိုဒုက္ခပဂတိရွှွညွန်တို့မှာဥဒရတိဤဝါထုတ်ဆောင်လေပြီးတကဲ့သို့တုံမေသင်္ချင်သားတို့သည်လေအတ္တနာမိမိကိုယ်ကို
ဒုက္ခကိလေသာဒီဟုသောညုံမြောင်းမှဥဒ္ဒရထထုတ်ဆောင်ကယ်တင်ကြကုန်လောဒီဂါထာလေးမှာမြတ်စွာဘုရားဖြစ်စေလိုတဲ့ဆန္ဒ၃ချက်ကိုစကား၃ခုဖြင့်မိန့်ကြားတော်မူခဲ့တယ်နံပါတ်1အပမဒရတဟောတာမမိတ်မလျော့ခြင်းမှာပျော်မွေ့နိုင်အောင်ကြိုးစားရမယ်တဲ့နံပါတ်1မမိတ်မလျော့ခြင်းမှာပျော်မွေ့နိုင်အောင်ကြိုးစားရနံပါတ်2သာစိတ်တံမိမိရဲ့စိတ်ကိုအနုရခထအစဉ်ဆောင်လျှောက်ကုန်ရ၏မိမိရဲ့စိတ်ကိုအစဉ်အမြဲဆောင်ရှောက်ရမယ်တဲ့နံပါတ်2နံပါတ်3ကျတော့ပဂရိရွှွညွန်နေတဲ့မှာနှစ်နေတဲ့ဆင်မြောင်ကြီးဟာသူ့ကိုယ်သူအဲ့ဒီရွှွညွန်နေတဲ့ကနေလွတ်မြောက်အောင်ယုံကံထွက်တယ်လို့မျိုးတရားဓမ္မတို့ဥရှင်တို့တွေလည်းပဲကိလေသာတည်းဟူသောရွှွညွန်နေတဲ့ကနေမိမိတို့ရဲ့စိတ်ကိုဆွဲနှုတ်ကယ်တင်နိုင်ရမယ်လို့မြတ်စွာဘုရားကစကားဘယ်နှခွန်းမှားထားသလဲ၃ခွန်းမှားထားတယ်နံပါတ်1မမေ့မလျော့ခြင်းမှာပျော်မွေ့ရမယ်နံပါတ်2မိမိရဲ့စိတ်ကိုအစဉ်အမြဲစောင့်ရှောက်ရမယ်နံပါတ်3ကိလေသာတည်းဟူသောရွှွညွန်နေတဲ့ကနေယုံထွက်နိုင်အောင်ကြိုးစားရမယ်လို့စကားဘယ်နှခွန်းလဲ၃ခွန်းအဲ့ဒီစကား၃ခွန်းကိုဦးဇင်းတို့ဒီကနေ့ညတနာရီ15မိနစ်ခန့်မြအချိန်ယူပြီးတော့ပြောပါမယ်မပြောသေးခင်မှာဒီဂါထာလေးဒီစကား၃ခုကိုမြတ်စွာဘုရားဘာကိုအကြောင်းပြုပြီးတော့မိန့်ကြားတော်မူခဲ့တာလဲဆိုတာလေးကိုဏိဒံအနေနဲ့အရင်ပြောရမယ်ဘုရားရှင်ကိုတော်မြတ်ကြီးဇေတဝန်ကျောင်းတိုက်တော်မှာသရင်သုံးတော်မူစဉ်ခါကာလသာဝတိမြို့ကိုအစိုးရတာကဘယင်ကောသလဆိုတာပိဿပေါင်းသူတော်ကောင်းတို့အလုံးသိကြပြီးသားအဲ့ဒီကောသလရှင်ဘုရင်ကြီးရဲ့စစ်ပွဲတွေမှာဆင်နွှဲတဲ့အခါအသုံးပြုတဲ့ပါဝေယကလို့အမည်ရတဲ့စစ်စင်ကြီးတစ်ကောင်ရှိတယ်အဲ့ဒီစစ်စင်ကြီးကစစ်ပွဲပေါင်းများစွာကိုဆင်နွှဲပြီးတော့အောင်ပွဲပေါင်းများစွာကိုဘုရင်ကြီးအတွက်သူယူပေးခဲ့တယ်ဒီလိုနဲ့အနှစ်လကာလတွေကြာလာတော့စင်ကြီးလဲအိုမင်းလာတယ်စစ်ပွဲတွေမှာသူမဆင်နွှဲနိုင်တော့ဘူးအဲ့ဒီတော့ဘုရင်မင်းမြတ်ကသူ့ကိုဘေးမဲ့ပေးထားတယ်သွားခြင်းရသွားစားခြင်းရစားဘာမှလည်းမခိုင်းတော့အဲ့ဒါလိုဘေးမဲ့ပေးထားတဲ့ပါဝေယကလို့အမည်ရတဲ့ဆင်ကြီးတနေ့တော့သာဝတိမြို့ရဲ့အရှေ့ဘက်မှာရှိတဲ့ရေကန်ကြီးတကန်တဲကိုသူဆင်းပြီးတော့ကြာဆွဲကြာရင်းတွေကိုသူတူးပြီးတော့စားလာအဲ့ဒါလိုစားရင်းနဲ့ရွှွညွန်နေတဲ့မှာနစ်တာခြေလေးချောင်းလုံးနစ်ပြီးတော့သူပြန်ပြီးတော့ရုံမထွက်နိုင်ဘူးအဲ့ဒီမှာရွှွတွေကဗိုက်ထိအောင်နစ်ပြီးတော့သူဒီလိုပဲနေတာအဲ့ဒါကိုဘုရင်ရဲ့နားကိုပေါက်ကြားတော့ဘုရင်ကြီးကဆင်ဦးစီးကိုအမိန့်ပေးတယ်အဲ့ဒီရွှွညွန်နေတဲ့မှာနစ်နေတဲ့ဆင်ပြောင်ကြီးကိုမင်းရဲ့အစွမ်းနဲ့ကုန်းမော်ကိုရောက်အောင်ထုတ်ဆောင်ကဲတင်ကြီးလို့အဲ့ဒါလိုအမိန့်ပေးတော့ဆင်ဦးစီးကအဲ့ဒီဆင်ကြီးကိုရွှွညွန်နေတဲ့ကနေယုံထွက်နိုင်ဖို့ဘယ်လိုလုပ်မလဲလို့အကြံဉာဏ်ထုတ်တော့ဆင်ဦးစီးကဉာဏ်ရှိတယ်ဗျဘာလုပ်လဲဆိုတော့စစ်သားတွေအများကြီးခေါ်တယ်စစ်စီကြီးတွေကိုတီးတယ်စစ်မောင်းကြီးတွေကိုတူတူထုတယ်အဲ့ဒါလို့စစ်ပွဲအတုတစ်ခုကိုသူကရုပ်ချီးဖန်ဆင်းတယ်အဲ့ဒါလို့စစ်တိုက်တဲ့အတန်တွေစစ်စီတွေစစ်မောင်းတွေရဲ့အတန်တွေကိုကြားတော့တစ်ချိန်လုံးကစစ်ပွဲကိုဆင်နွှဲလာတဲ့ဆင်ကြီးဆိုတော့စစ်သေးစစ်စိတ်တွေတက်ကြွလာပြီးတော့သူ့ရဲ့စိတ်ဓာတ်တွေကယုံကံထွက်ဖို့ဆိုပြီးတော့ခွန်အားတွေအဖြစ်ပြောင်းလဲသွားတာဆိုတော့တုန်းကယုံမထွက်နိုင်တဲ့ဆင်ကြီးဟာယုံကံထွက်မယ်ဆိုတဲ့စိတ်ဓာတ်တွေဘာဖြစ်လာလဲပြင်းထန်လာတာစိတ်ဓာတ်တွေမာကျောလာတာအဲ့ဒီမှာအဲ့ဒီစိတ်ဓာတ်မာကျောမှုကိုအကြောင်းပြုပြီးတော့မခံကျင်စိတ်တွေနဲ့ယုံထွက်လိုက်တာအဲ့ဒီဆင်ကြီးဟာရွှွညွန်နေတဲ့ကနေလွတ်မြောက်ပြီးတော့ကံပေါင်းပေါ်ကိုရောက်သွားတာဘယ်သူမှမတင်လိုက်ရဘူးသူကသူပဲယုံပြီးတော့ထွက်သွားတာပိဋကရဲ့စိတ်ဓာတ်ဆိုတာအရေးမကြီးဘူးလားအရေးကြီးတယ်အဲ့ဒါလို့စိတ်ဓာတ်ကိုအကြောင်းပြုပြီးတော့ပဂရိရွှွညွန်နေတဲ့ကနေယုံကံထွက်နေတဲ့ဒီဆင်ကြီးကို
ကံမောင်ရုပ်ဘော်ကနေလူတွေအများကြီးဝိုင်းကြည့်နေတာအဲ့ဒီအများကြီးဝိုင်းကြည့်နေတဲ့လူတွေထဲမှာယဟန်တော်တွေပါတယ်အဲ့ဒီယဟန်တော်ရှင်မြတ်တွေကလည်းအံ့ဩတယ်ကြည်စံရွှွညွနေတဲ့မှာလေးငယ်ရက်နစ်နေတဲ့ဒီစင်ကြီးစိတ်ဓာတ်တွေခိုင်မာလာအောင်သူ့ကိုတွန်းအားပေးလိုက်တာနဲ့ကံမောင်မောင်ကိုသူယုံထွက်သွားနိုင်တယ်စိတ်ဓာတ်ဟာအံ့ဩစရာကောင်းတယ်လို့အဲ့ဒါလို့ယဟန်တော်တွေကအံ့ဩပြီးတော့ကျောင်းတော်ကိုပြန်ကြွကျောင်းတော်ကိုရောက်ပြီဆိုတော့မြတ်စွာဘုရားကိုအဲ့ဒီအကြောင်းကိုလျှောက်တယ်မြတ်စွာဘုရားတဲ့ယုံမထွက်နိုင်တဲ့စင်ကြီးဟာစိတ်ဓာတ်တွေမာကျောလာတာနဲ့ယုံထွက်သွားနိုင်တယ်ဗျာအဲ့ဒါလို့မြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကချစ်သားတို့တဲ့အဲ့ဒီပဂရိစင်ကြီးဟာပဂရိရွှွညွနေတဲ့ကနေသူ့ကိုယ်သူယုံထွက်နိုင်အောင်ကြိုးစားတယ်လို့သင်ချစ်သားတို့လည်းပဲလောဘဒေါသမောဟတိဟုသောကိလေသာရွှွညွနေတဲ့မှာနစ်မြုပ်နေတဲ့သင်ချစ်သားတို့ရဲ့စိတ်ကိုအဲ့ဒီအလိုဆန္ဒတွေမုန်းတိမှုတွေမကျေနပ်မှုတွေဒီဟုသောကိလေသာရွှွညွနေတဲ့ကနေလွတ်မြောက်အောင်ကြိုးစားကြရမယ်သင်ချစ်သားတို့ရဲ့စိတ်ကိုလည်းပဲကိလေသာရွှွညွနေတဲ့ကနေဆွဲထုတ်ပြီးတော့ကယ်တင်နိုင်ရမယ်လို့မြတ်စွာဘုရားကစကားနောက်မှာတရားပါအောင်ပြောတာပိဋကရဲ့ဘာနောက်ကိုဘာပါအောင်ပြောတယ်စကားနောက်ကိုတရားပါအောင်ပြောတာရှင်တကောင်ရွှွညွန်တဲ့ကနေယုံထွက်နိုင်တဲ့ကိစ္စဟာထူးဆန်းတဲ့ကိစ္စဟုတ်ရဲ့လားမဟုတ်ပါဘူးရှင်တကောင်ရွှွညွန်တဲ့ကနေယုံထွက်နိုင်တဲ့ကိစ္စဟာထူးဆန်းတဲ့ကိစ္စမဟုတ်အဲ့ဒီထူးဆန်းတဲ့ကိစ္စမဟုတ်တာကိုပဲမြတ်စွာဘုရားကဒေသနာတော်ရာမှာအင်မတန်ကျွမ်းကျင်လိမ္မာတာဆိုတော့လေးနဲ့တဲ့တရားစကားဖြစ်အောင်မြတ်စွာဘုရားကပြောနိုင်တာဟုတ်ရဲ့လားပဂရိစင်ကြီးဟာပဂရိရွှွညွန်နေတဲ့ကနေယုံထွက်တယ်လို့မျိုးတရားဓမ္မအပေါင်းသူတော်ကောင်းတို့ဟာလည်းပဲမိမိတို့ရဲ့စိတ်လောဘဒေါသမောဟတွေထဲမှာကိလေသာတည်းဟူသောညွန်နေတဲ့မှာနစ်နေတာမရှိဘူးလားရှိတယ်အဲ့ဒီလောဘဒေါသမောဟတည်းဟူသောရွှွညွန်နေတဲ့မှာနစ်နေတဲ့ဒီစိတ်ကိုတန်ရှင်းစင်ကြယ်ခြင်းတည်းဟူသောကြီးကုန်းထက်ကိုရောက်အောင်ဆယ်ထုတ်ဖို့မလိုဘူးလားလိုတယ်ဒါအင်မတန်လေးနဲ့တဲ့တရားစကားဖြစ်သွားတာနော်အေးအဲ့ဒါလိုမြတ်စွာဘုရားကစကားဏိဒံကလေးတန်ပြီးတော့စောစောတုန်းကဦးဇင်းတို့ပေးသက်ပေါင်းသူတော်ကောင်းတို့ကိုရွတ်ပြခဲ့တယ်တရားဂါထာလေးအဲ့ဒီမှာဟောတာအပမာဒရတဟောထသစိတမနုရကထအပမာဒရတဟောထသစိတမနုရကထဒုက္ခဥဒရထတနံပင်ကေတံနောဝကုံစရောအပမာဒရတမမိမလျောခြင်းမှာပျော်မွေ့နိုင်ကြကုန်သည်ဟောထဖြစ်ကုန်လောသာစိတံမိမိရဲ့စိတ်ကိုအနုရကထအစဉ်စောင့်ရှောက်ကုန်လောပင်ကေညွံမြောင်း၌တန်တော်နေ၍နေသောကုံစရောဆင်မြောင်းကြီးသည်အတ္တနာမိမိကိုယ်ကိုဒုက္ခပဂရိရွှွညွန်တို့မှာဥဒရတိဣဝထုတ်ဆောင်ကဲတင်လေပိတကဲ့သို့ဒုံမီသင်တို့သည်လေအတ္တနာမိမိကိုယ်ကိုဒုက္ခကိလေသာတည်းဟူသောညွန်မြောင်းမှာဥဒရထထုတ်ဆောင်ကဲတင်ညကုန်လောလို့ဒီတရားဂါထာလေးကိုစကားသုံးခုဖြင့်ပုံဖော်ထားတယ်လို့ပေးသက်ပေါင်းသူတော်ကောင်းတို့နားလည်ပြီးတော့ဒီစကားသုံးခုကိုပဲတရားမာတိကအနေထားပြီးတော့ဦးဇင်းတို့ကြံတဲ့တဏှာကြီးအချိန်တွင်းလေးမှာထိုက်တဲ့လို့အကျယ်ချက်ပြီးတော့နာယူကြည်ညိုကြည့်ရအောင်နော်နံပါတ်1မမေ့မလျော့ခြင်းမှာပျော်မွေ့နိုင်အောင်ကြိုးစားကြရမယ်အပမာဒတရားနဲ့ပျော်နိုင်အောင်ကြိုးစားကြရမယ်အပမာဒပေတပေါင်းသူတော်ကောင်းတို့ရဲ့နားထဲမှာယူနေအောင်ကြားဘူးနေတဲ့စကားတခွန်းဗါတဲ့တော့အပမာဒမမိတ်မလျော့မပေါ်မဆနေထိုင်တဲ့သဘောတနည်းအားဖြင့်တတိတရားနဲ့နေထိုင်တဲ့သဘောဘာကိုတတိရတာလဲဘာကိုမမေ့တာလဲဆိုတော့ဦးဇင်းတို့အပမာဒရဲ့အဓိပ္ပာယ်တွေများစွာရှိတဲ့အနက်ကဒီကနေ့ညတော့ဦးဇင်းတို့2မျိုးလောက်ပြောကြည့်ရအပမာဒရဲ့အဓိပ္ပာယ်ဘယ်နှမျိုးပြောမယ်
နှစ်မျိုးပြောမယ်နံပါတ်1ကုသိုလ်ကောင်းမှုတွေကိုမမေ့တာကိုအပ္ပမာဒလို့ခေါ်တယ်ဘာကိုမမေ့တာကိုအပ္ပမာဒခေါ်မယ်ကုသိုလ်ကောင်းမှုတွေကိုမမေ့တာကိုအပ္ပမာဒဒါနကောင်းမှုကိုမမေ့ဘူးသီလကောင်းမှုကိုမမေ့ဘူးဘာဝနာကောင်းမှုကိုမမေ့ဘူးဆိုရင်အဲ့ဒါပါလေအပ္ပမာဒဒီနေရာမှာသူတော်ကောင်းကြီးတွေပြောခဲ့တဲ့စကားတစ်ခုကိုဦးဇင်းတို့အမှတ်ရတယ်လူဆိုတာကုသိုလ်ကောင်းမှုကြောင့်လူရည်လို့ဖြစ်လာတာတဲ့လူဆိုတာဘာကြောင့်လူဖြစ်လာတယ်ကုသိုလ်ကောင်းမှုကြောင့်လူရည်လို့ဖြစ်လာတာအမေဖေဒီဟူသောအကြောင်းတရားဆိုတာကပဓာနသိမ့်မကြတဲ့အကြောင်းတရားပေါ့နော်တကယ်အဓိကအကျသုံးသောပဓာနအကြောင်းတရားသည်ကုသိုလ်ကံပဲဟုတ်လားအဲ့ဒီကုသိုလ်ကောင်းမှုကြောင့်လူဖြစ်လာတဲ့တတ္တဝါသည်မိမိရဲ့ကျေးဇူးရှင်ဖြစ်တဲ့ကုသိုလ်ကောင်းမှုကိုမမေ့သင့်ဘူးတဲ့ကုသိုလ်ကိုမိမိကမေ့မယ်ဆိုလို့ရှိရင်ကုသိုလ်ကမိမိကိုမေ့တဲ့အတွက်ကြောင့်တနေ့မှာဘေးတွေ့တတ်တယ်တဲ့ဒီစကားလေးကိုမှတ်ရမယ်နော်တက္ကကြီးများကုသိုလ်ကြောင့်လူဖြစ်လာသောမိမိတို့သည်မိမိရဲ့ကျေးဇူးရှင်ကုသိုလ်ကိုမမေ့သင့်ကုသိုလ်ကိုကမေ့ရင်ကိုယ့်ကိုကုသိုလ်ကပြန်ပြီးတော့မေ့လိမ့်မယ်ကုသိုလ်ကမေ့ပြီဆိုတဲ့တနေ့မှာဘာတွေ့တတ်တယ်ဘေးတွေ့တတ်တယ်ဒါကြောင့်ကုသိုလ်ကောင်းမှုကိုပါလဲမမေ့ရဘူးကုသိုလ်ကောင်းမှုဟာငါဘဝရဲ့ကျေးဇူးရှင်ငါလိုချင်တဲ့ချမ်းသာဒုက္ခတွေကိုဒီကုသိုလ်ကောင်းမှုဒီဟူသောအကြောင်းတရားကသာလျှင်ဖန်တီးပေးနိုင်တယ်လို့အမှန်ကန်နားလည်ပြီးတော့မိမိဘဝရဲ့ချမ်းသာဒုက္ခမှန်သမျှကိုဖန်တီးပေးနိုင်တယ်ဒီကုသိုလ်ကောင်းမှုကိုမေ့သင့်ပါသလားမမေ့သင့်ဘူးဒါကြောင့်အင်မတန်အရေးကြီးပါတယ်ကုသိုလ်ကောင်းမှုကိုမမေ့ရပါဘူးလူဖြစ်တုံးလေးမှာဒါနကိုပြုခွင့်ရတယ်သီလကိုစောင့်တည်ခွင့်ရတယ်ဘာဝနာကိုပွားများခွင့်ရတယ်တနည်းဖြင့်တော့နတ်ပြည်မျိုးစေ့ကိုရှာမိခွင့်ရတယ်ဗြဟ္မပြည်မျိုးစေ့ကိုရှာမိခွင့်ရတယ်နိဗ္ဗာန်မျိုးစေ့ကိုရှာမိခွင့်ရတယ်ရှာမိခွင့်ရလို့ရှာမိခွင့်သားနေတဲ့အခါကလေးမှာဒီအခွင့်အရေးကိုထိထိမိမိအသုံးချဖို့မလိုဘူးလားလိုတယ်ဒါကြောင့်အဲ့ဒါလို့စဉ်းစားပြီးတော့လည်းပဲကုသိုလ်ကောင်းမှုကိုမေ့သင့်ပါသလားမမေ့သင့်ဘူးသာသနာတော်မြတ်ကြီးတစ်ခုလုံးမှာရှိတဲ့အဆုံးအမအားလုံးတို့ကိုအကျုံးဝင်စေတဲ့အပ္ပမာဒဟုတ်ရဲ့လားဒကာကြီးမိုင်များအေးဒါကြောင့်နံပါတ်1ကုသိုလ်ကိုမမေ့ရဘူးအဲ့ဒါအပ္ပမာဒနောက်နံပါတ်2သဘာဝတရားကိုမမေ့ရဘူးတဲ့ပိဋကဘာကိုမမေ့ရဘူးသဘာဝတရားကိုမမေ့ရဘူးသဘာဝတရားဆိုတာဘာလဲဆိုတော့ဘယ်သူမှတားမရစီမရဖြစ်ရိုးဖြစ်စဉ်ထုံတန်းစင်လာဓမ္မတာသဘောသဘာဝဆိုတာအဲ့လိုအဓိပ္ပာယ်မရှိဘူးလားအေးဘယ်သူမှဖြစ်နေတာကြီးကိုတားလို့မရဘူးနော်အဲ့ဒါဘာလဲဆိုတော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်ကြီးတဖြည်းဖြည်းနဲ့အိုမင်းယိုယွင်းလာတယ်သုံးပါများတော့စက်ပစ္စည်းများလို့ချောင်းလာတယ်ချွတ်ယွင်းလာတယ်ဟုတ်လားအဲ့ဒါလို့နဲ့ခန္ဓာကိုယ်ကြီးဟာတဖြည်းဖြည်းနဲ့နာကျင်ကြိုက်ခဲလာတယ်ချွတ်ယွင်းချက်တွေဘာဖြစ်လာလဲများလာတယ်ချွတ်ယွင်းမှာများလာတဲ့အခါကျတော့ဘုံဘုံလဲပြီးတော့နောက်ဆုံးလုံးဝမလှုပ်နိုင်တဲ့အခြေအနေကိုရောက်မသွားပြီဘူးလားရောက်သွားမယ်အဲ့ဒါသဘာဝတရားတွေပဲမဟုတ်လားအဲ့ဒါဘယ်သူတားနိုင်တယ်လဲဘယ်သူမှမတားနိုင်ဘူးအဲ့ဒါလို့ဘယ်သူမှမတားနိုင်တဲ့ဖြစ်ရိုးဖြစ်စဉ်ဒီသဘာဝတရားကြီးအိုမင်းဆွေးမြေ့ခြင်းနာကျင်ကြိုက်ခဲခြင်းနောက်ဆုံးဘုံဘုံလဲပြီးတော့သေဆုံးရခြင်းဒီသဘောတဘာဝတရားတွေကိုမမေ့ခြင်းသည်လည်းပဲအပ္ပမာဒဟုတ်ရဲ့လားအေးဒါလည်းပဲအင်မတန်အရေးကြီးတာပဲဘာဖြစ်လို့လဲဆိုတော့ဒီသဘာဝတရားတွေကိုမမေ့လို့ရှိရင်ဒကာသမားပေါင်းသူတော်ကောင်းတို့သည်ကုသိုလ်တရားတွေကိုမမေ့ရဲတော့ဩငါအိုရအောင်မယ်နာရအောင်မယ်သေရအောင်မယ်လို့လေးလေးနက်နက်သဘောပေါက်နေတဲ့ပုဂ္ဂိုလ်သည်ကုသိုလ်ကောင်းမှုကိုမေ့မှာမလားမမေ့ဘူးမအိုခင်မနာခင်မသေးခင်မှာကုသိုလ်ကောင်းမှုတွေငါရဲ့အာကိုအာရရအရှိအမှန်တွေကိုငါရှာမိမှတင့်မယ်ဆိုတဲ့စိတ်ကူးတွေဟာအလိုအလျောက်ပေါ်မလာပေဘူးလားပေါ်လာတယ်ဒါကြောင့်ဒီအိုခြင်းနာခြင်းသေခြင်းဆိုတဲ့တရားတွေကိုမြတ်စွာဘုရားကကုသိုလ်ကောင်းမှုတွေကိုဖြစ်ပေါ်လာအောင်နှိုးဆွပေးနိုင်တဲ့အတွက်ကြောင့်နတ်ပြည်ကိုရောက်ကြောင်းတနည်းအားဖြင့်နတ်ပြည်ကိုရောက်ကြောင်းကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ခြင်းစိတ်တွေပေါက်အောင်အများကြီးနှိုးဆွပေးတဲ့အတွက်ကြောင့်ဒ
ဒေဝဒုဒနတ္တမန်တရားလို့တောင်မြတ်စွာဘုရားကဟောတာဟုတ်လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဝင်းကျင်မှာအင်မတန်ကောင်းတဲ့တရားတွေရှိနေတာဗျအတန်ထွက်ပြီးတော့ဟောနေတာမဟုတ်ဘူးနော်အတန်ထွက်ပြီးတော့ဟောနေတာမဟုတ်ဘူးအေးအိုးပြနေတာတွေမရှိဘူးလားနားပြနေတာတွေမရှိဘူးလားပေပြနေတာတွေမရှိဘူးလားအေးမင်းတို့လည်းပဲဒီနေ့ငါလိုသေရအောင်မသေခင်မှာကုသိုလ်ကောင်းမှုတွေပြုထားကြလို့အကောင်းဆုံးတရားကိုဟောပြနေတာပတ်ဝန်းကျင်ကြီးကဉာဏ်နာရှိရင်ကြားနိုင်တယ်နော်တခါကြီးများအေးသေးလာလို့ရှိရင်ကိုယ့်ရဲ့နောက်ကိုဘာမှပါမှာမဟုတ်ဘူးကိုပြုထားတဲ့ကောင်းမှုမကောင်းမှုကံဒီသာရင်ကိုယ့်နောက်ကိုပါမယ်ဒါကြောင့်မသေးသေးခင်မှာမိမိရကိုယ့်အတွက်အာကိုအာထာကုသိုလ်ကောင်းမှုတွေပြုထားကြလို့လူသေးတွေကကိုယ့်ကိုတရားမဟောဘူးလားဟောတယ်နာကျင်ကြိုက်ခဲလာလို့ရှိရင်မိမိရဲ့လောကဓာတ်ကိုခံနိုင်ရရှိအောင်ကြိုးစားထားတဲ့တရားနဲ့ရှင်တဲ့စိတ်ဓာတ်ဒီသာလင်ကိုယ့်အတွက်အာကိုရာလို့နာကျင်ခြင်းကိုခံစားနေရတဲ့လူနာတွေကရောအကောင်းဆုံးတရားတွေကိုမဟောဘူးလားဒါပေမဲ့အဲ့ဒီတရားသံတွေကိုလူတွေဟာကြားခဲ့တယ်လို့ထင်တယ်နော်တခါကြီးများအေးဒါကြောင့်သဘာဝတရားတွေကိုမမေ့ဘဲနဲ့ကုသိုလ်ကောင်းမှုတွေကိုမမေ့ဖို့မလိုဘူးလားလိုပါတယ်ဒါကြောင့်ကုသိုလ်ကောင်းမှုတွေကိုမမေ့ခြင်းသည်ပင်လေအဲ့ဒါပါလေအပ္ပမာဒအဲ့ဒီအပ္ပမာဒတရားမှာပျော်မွေ့နိုင်အောင်မလုပ်ကြရမယ်ကြိုးစားကြရမယ်အပ္ပမာဒတရားမှာဘာဖြစ်နိုင်အောင်ကြိုးစားကြရမယ်ပျော်မွေ့နိုင်အောင်ကြိုးစားကြရမယ်အဲ့ဒီအပ္ပမာဒတရားကိုပျော်မွေ့နိုင်ဖို့ဆိုတဲ့နေရာမှာပေသက်ပေါင်းသူတော်ကောင်းတို့ကိုတွန်းအားဖြစ်စေဖို့ဦးဇင်းတို့ဂါထာလေးတစ်ပုဒ်ရွတ်ပြခြင်းတယ်ပညာရှင်တွေကတော့ဒီဂါထာလေးကိုကဘာကြီးကိုအလင်းတက်ရစေတဲ့ဂါထာလို့အမွှန်းတင်တယ်မြန်မာနိုင်ငံကိုအလင်းတက်တွေရစေတဲ့ဂါထာလို့အမွှန်းတင်တယ်ဘာဖြစ်လို့လဲဆိုတော့ဦးဇင်းတို့တိရိဓမ္မသောကမင်းကြီးကိုသာသနာပြုမင်းတစ်ပါးဖြစ်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ဂါထာလေးဖြစ်နေတာဒီဂါထာလေးကမြတ်စွာဘုရားဟောခဲ့တာပါဏိရောဓသာမဏေကစန္ဒာသောကဆိုတဲ့မင်းတစ်ပါးကနေပြီးတော့တိရိဓမ္မသောကဆိုတဲ့မင်းတစ်ပါးဖြစ်အောင်ပြောင်းလဲပေးခဲ့တာဒီဂါထာလေးကဟုတ်ရလားဦးဇင်းတို့အနောထာမင်းကြီးကိုလည်းပဲအယူမားတွေကိုယူနေရကနေပြီးတော့ထေရဝါဒအဆုံးအမအစစ်အမှန်တွေကိုမြန်မာနိုင်ငံကြီးကိုထွန်းလင်းသွားအောင်စွမ်းဆောင်ဖို့အတွက်အကောင်းဆုံးတွန်းအားပေးခဲ့တာရှင်အရဟံဟောခဲ့တာဒီဂါထာလေးဟုတ်ရလားအဖို့တန်တယ်နော်ဒါလေးသိပ်ပြီးတော့လည်းပဲကျေပြန့်တဲ့အဓိပ္ပာယ်ရှိပါတယ်အဲ့ဒါလေးကိုနည်းနည်းလောက်နားထောင်ကြည့်မယ်အပမဒောအမတံပဒံပမဒောမေဇုနောပဒံအပမထာနမိယံတိယေပမထာယထာမတာအပမဒောမမိမလျောသောတတိတရားဖြင့်နေထိုင်ကြခြင်းသည်ဝါအပမဒဆိုတဲ့တရားသည်အမတံပဒံနိဗ္ဗာန်ရောက်ခြင်းဤအကြောင်းဒီနိဗ္ဗာန်ရခြင်းရဲ့မသေးခြင်းရဲ့အကြောင်းတရားဆိုတာဘာလဲဆိုရင်အပမဒဆိုတဲ့တတိတရားပဲတဲ့နော်ပမာဒောမေဇုနောပဒံပမာဒောမေလျောပေါ်စားစွာနေထိုင်ကြတဲ့ပုဂ္ဂိုလ်အပေါင်းတို့သည်ဝါပမာဒဆိုတဲ့တတိကင်းလွတ်နေတဲ့သဘောတရားသည်မေဇုနောပဒံသေခြင်းဤအကြောင်းပါပေသည်တဲ့မိမိရောပေါ်ဆဆနေတယ်ဆိုတာကတော့သေခြင်းရဲ့အကြောင်းတဲ့မမိမလျော့မပေါ်မဆနေတာကတော့နိဗ္ဗာန်မသေးခြင်းရဲ့အကြောင်းတဲ့မကွာခြားဘူးလားကွာခြားတယ်ဆန့်ကျင်ဘက်ကြီးနော်တခါကြီးမိုင်များမိနေတဲ့ပုဂ္ဂိုလ်တွေဟာဘဝပေါင်းများစွာကိုအဖန်ဖန်အထက်ထက်ရအောင်လှုပ်ရရောက်တယ်ဒါကြောင့်ဘဝပေါင်းများစွာထပ်ပြီးတော့ရမယ်ရတိုင်းသောဘဝသည်သေခြင်းနဲ့သာလေအဆုံးသတ်ရတဲ့အတွက်ကြောင့်မိမိရော့နေကြတဲ့ပုဂ္ဂိုလ်တွေဟာကိုသေအောင်လုပ်နေတာကိုဘာဖြစ်အောင်လုပ်နေတယ်သေအောင်လုပ်နေတာမမေ့မလျော့မပေါ်မဆနေကြတဲ့ပုဂ္ဂိုလ်တွေကြတော့မသေးရဖြစ်တဲ့နိဗ္ဗာန်ကိုရအောင်ကြိုးစားနေတဲ့အတွက်ကြောင့်မသေးခြင်းရဲ့အကြောင်းတရားတွေကိုကြိုးစားနေတာဟုတ်ရလားအေးမေ့နေလို့ရှိရင်ကိလေသာတွေဖြစ်ပြီးတော့အဲ့ဒီကိလေသာတွေကဘဝတွေကိုထက်ပြီးတော့ရအောင်မဖန်တီးပေဘူးလားရတိုင်းသောဘဝတွေဒီဟာမသေးရပေဘူးလားသေရမယ်ဒါကြောင့်မေ့နေခြင်းဒီအဖန်ဖန်သေခြင်းရဲ့အကြောင်းမမေ့ခြင်းကတော့
မသေးခြင်းနိဗ္ဗာန်ရဲ့အကြောင်းအဲ့ဒါတည်းပို့ပြီးတော့တတိထားတရားကောင်းတဲ့အဓိပ္ပာယ်လေးကနောက်နှစ်ပါးကပြောထားတယ်သူကဘာပြောလဲဆိုတော့အပမထာနာမိယံတိယေပမထာယထာမတာအပမထာမမိမလျောနေကြသောပုဂ္ဂိုလ်တို့သည်နာမိယံတိမသေးနိုင်ကြလေကုန်မမေ့တဲ့ပုဂ္ဂိုလ်တွေဟာမသေးနိုင်ဘူးရေကျင်ပုဂ္ဂိုလ်တို့သည်ပမထာမေ့လျော၍နေကြကုန်၏တေထိုမေ့လျော၍နေကြတဲ့ပုဂ္ဂိုလ်အပေါင်းတို့သည်ယထာမတာသေသောသူတို့နဲ့တူကြကုန်၏မေ့နေတဲ့လူတွေကတော့လူသေးတွေနဲ့တူတယ်ဘာရှင်သန်မှုဘာတိုးတက်မှုမှမရှိဟုတ်ရလားဒီအဓိပ္ပာယ်လေးကတစ်မျိုးမေ့တဲ့လူဟာလူသေးနဲ့တူတယ်မမေ့တဲ့လူဟာမသေးနိုင်ဘူးလို့ဒီအဓိပ္ပာယ်ပြောတာအဲ့ဒါထက်ပိုပြီးတော့ဦးဇင်းတို့ကြိုက်တဲ့အဓိပ္ပာယ်ကလေးဒီပါဠိလေးကပဲထပ်ပြီးတော့ဖော်ညွှန်းပြနေပြန်တယ်နည်းနည်းလေးစူးစူးဆိုင်ဆိုင်နားထောင်ကြည့်ရေခြင်းပုဂ္ဂိုလ်တို့သည်ပမတ္ထမေ့လျော၍နေကြကုန်၏တေထိုမေ့လျော၍နေကြကုန်သောပုဂ္ဂိုလ်တို့သည်ယထာမတသေကြကုန်တကဲ့သို့အပမတ္ထမမေ့လျောသောပုဂ္ဂိုလ်တို့သည်နမိယံတိမသေးနိုင်ကြလေကုန်အဓိပ္ပာယ်ကတူသလိုလိုနဲ့မတူဆိုလိုတာကမေ့နေတဲ့ပုဂ္ဂိုလ်တွေသေသလိုမျိုးမမေ့တဲ့လူတွေဟာမသေးနိုင်ဘူးတဲ့ဒါလေးကိုဦးသိန်းကအင်မတန်ကြိုက်တာဗျနော်တခါကြီးဒီမကြီးမြမေ့နေတဲ့လူတွေရဲ့သေခြင်းမျိုးမမေ့သောပုဂ္ဂိုလ်တွေဟာမသေးနိုင်ဘူးဆိုလိုတာကမမေ့တဲ့ပုဂ္ဂိုလ်နဲ့မေ့တဲ့ပုဂ္ဂိုလ်ဟာသေဆုံးခြင်းမျိုးဘယ်နည်းနဲ့မှမတူနိုင်ဘူးလို့ပြောတာမေ့တဲ့လူရဲ့သေခြင်းမျိုးတဲ့မမေ့တဲ့လူရဲ့သေခြင်းမျိုးရဲ့တူနိုင်မှာမလားမတူနိုင်ဘူးကုသိုလ်ကောင်းမှုတွေကိုမေ့ပြီးတော့တဘာဝတရားတွေကိုမေ့ပြီးတော့ဘဝမှာပေါ့ပေါ့တန်တန်ပဲအသက်ရှင်ယုံမျှပဲနေနေကြတဲ့ပုဂ္ဂိုလ်တွေရဲ့သေခြင်းကြတော့သေကနီးမှာမသေးခြင်းသေခြင်းနဲ့ပူပူလောင်လောင်ဆင်းဆင်းရဲရဲကြောက်ကြောက်လန့်လန့်ညှို့ညှို့ငယ်ငယ်နဲ့နောင်တတွေနဲ့သေရမှာနော်ငါမသေးခင်တုန်းကကောင်းတာတွေအများကြီးလုပ်ခွင့်ရှိပါလေခင်နဲ့မြင့်မြတ်တဲ့လူဘဝကြီးရခဲ့ပါလေခင်နဲ့ကောင်းတာတွေကိုဟိုးဟာငါဘာမှမလုပ်ခဲ့ရဘူးအခုတော့ငါသေရတော့မယ်လို့နောင်တတွေနဲ့ပူပူလောင်လောင်သေကြရတာမေ့နေတဲ့ပုဂ္ဂိုလ်ကလေမမေ့တဲ့ပုဂ္ဂိုလ်ကြတော့အဲ့လိုမဟုတ်ဘူးအဲ့လိုနောင်တမျိုးသူ့မှာမရှိဘူးငါလှုပ်တဲ့လှုပ်ထိုက်တာကိုကောင်းကောင်းကြီးငါလှုပ်ခဲ့ရပြီတယ်လို့ဝမ်းမြောက်ဝမ်းသာကြီးကြီးလင်းလင်းအေးအေးချမ်းချမ်းအရှင်မြင့်မြင့်သေရတယ်ကောင်းကောင်းမွန်မွန်သေရတော့ကောင်းကောင်းမွန်မွန်ဘဝကိုရမယ်ဟုတ်ရလားကြောက်ကြောက်လန့်လန့်ညှို့ညှို့ငယ်ငယ်နောင်တတွေနဲ့ပူပူလောင်လောင်သေရတဲ့ပုဂ္ဂိုလ်တွေကြတော့ပူပူလောင်လောင်ဘဝမျိုးကိုရသွားမှာဒါကြောင့်မေ့တဲ့ပုဂ္ဂိုလ်နဲ့မမေ့တဲ့ပုဂ္ဂိုလ်ရဲ့သေခြင်းမျိုးဟာအကြီးကျယ်မကွာခြားဘူးလားကွာခြားတယ်ဒါလေးကိုဦးဇင်းတို့ကစဉ်းစားစေချင်တာနော်တခါကြီးဒီမကြီးများမမေ့မလျော့ခြင်းမှာပျော်ရမယ်ဆိုတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့ဒီအချက်ကလေးကိုလေးလေးနက်နက်စဉ်းစားစေချင်တာမေ့တဲ့ပုဂ္ဂိုလ်တွေဟာနောင်တတွေနဲ့သေရတတ်တယ်မမေ့တဲ့ပုဂ္ဂိုလ်တွေဟာအေးအေးချမ်းချမ်းနောင်တကင်းရှင်းစွာဖြင့်သေရမယ်မကွာခြားဘူးလားကွာခြားတယ်ဒါကြောင့်တရားဓမ္မအပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့တွေ့တော့ကိုယ်ကလည်းလူဖြစ်တော့အသိဉာဏ်လည်းရှိတော့ကျမ်းမာရေးလည်းကောင်းတော့အသက်လည်းရှင်သန်နေတော့တိတ်ကောင်းတဲ့အခွင့်အရေးတွေစုံနေတဲ့အခိုက်အတန့်မှာအကျိုးအမြတ်ကောင်းတွေကိုဖန်တီးပေးနိုင်တဲ့ကုသိုလ်ကောင်းမှုတွေကိုထိထိမိမိပြုလိုက်မိဖို့မလိုဘူးလားလိုတယ်အခွင့်အရေးဆိုတာယာတုံးမှာအသုံးချဖို့လိုတာပေါ့ဗျာဟုတ်လားရှုံရှုံသွားပြီဆိုတော့မှအသုံးချခြင်းပါတယ်ဆိုလို့ဖြစ်မှာလားမဖြစ်ဘူးဒါကြောင့်ဦးဇင်းတို့စာအုပ်တုပ်ထဲမှာဖတ်ဖူးတယ်အခွင့်အရေးဆိုပြီးတော့တဲ့ဘဗုဆရာကြီးတယောက်ကရုပ်ထုတစ်ခုထုထားတာအောက်ခြေမှာအခွင့်အရေးလို့နာမည်တက်ထားတယ်မျက်နှာပေါ်မှာသပင်တွေကဖုံးထားတယ်နော်ပြီးတော့အဲ့ဒီအခွင့်အရေးလို့အမည်တက်ထားတဲ့ရုပ်ထုမှာအတောင်မှန်တစ်စုံလဲတက်ထားတယ်တဲ့အဲ့ဒါလာကြည့်တဲ့လူတွေကအဓိပ္ပာယ်မပေါက်ဘူးရုပ်ထုနာမည်ကအခွင့်အရေးမျက်နှာပေါ်မှာသပင်တွေကအကုန်အုပ်ထားတယ်ဘေးမှာလည်းပဲအတောင်မှန်တစ်စုံကလည်းပေါက်နေတယ်ဒါပါလေအဲ့ဒီတော့ဘဗုဆရာကပြန်ပြီးတော့ရှင်းပြတယ်တဲ့အခွင့်အရေးဆိုတာလူသားမှန်နေမမြင်နိုင်ဘူးတဲ့
ဒါကြောင့်မို့လို့မျက်လုံးပေါ်မှာဘာတွေအုပ်ထားတာလဲစပင်တွေအုပ်ထားတာပြီးတော့အခွင့်အရေးရဲ့သဘောတရားဟာရုပ်ချီးပြန်တန်းထွက်သွားနိုင်တဲ့အတောင်ပံတစ်စုံလဲရှိတယ်တဲ့သဘောပေါက်ရလားအခုဒီကသမားတို့ဦးဇင်းတို့လူဘဝမှာတချို့ငယ်ငယ်ရွယ်ရွယ်နဲ့လူဘဝတွေကနေထွက်ခွာသွားတဲ့ပုံကိုယ်တွေမရှိဘူးလားရှိတယ်နော်ရုပ်ချီးထွက်သွားတာနော်အခွင့်အရေးကဟုတ်လားအေးတချို့ဒီအခွင့်အရေးကြီးရနေတာကိုလူအများစုဟာအခွင့်အရေးရနေပါတယ်လို့သိနိုင်မြင်နိုင်တဲ့သဘောရှိသလားမရှိဘူးဒီတိုင်းပဲပေါ့ပေါ့ရော်ရော်နေနေကြတာဒါကြောင့်လူဘဝဆိုတာသိတော်မူမြင်တော်မူကြတဲ့သူတော်ကောင်းကြီးတွေကသိပြီးတော့တန်ဖိုးကြီးတဲ့မိမိတို့အလုတ်လုပ်မယ်ဆိုရင်အင်မတန်လှုပ်ရှားကောင်းတဲ့ဘဝပရိသာကြီးလို့ဒီလိုပြောခဲ့ကြတာကြိုက်တာကိုရယူပိုင်ခွင့်ရှိတယ်အဲ့ဒါလောက်အခွင့်အရေးကောင်းနေတာကိုဘာမဟုတ်တဲ့အလုပ်တွေကိုလုပ်ရင်းနဲ့မိမိရော့ရော့နေကြမယ်ဆိုလို့ရှိရင်တစ်ချိန်မှာနောင်တတွေနဲ့အဆုံးသတ်ရလိမ့်မယ်ဟုတ်လားတခါကြီးဒီမိုင်းများဒါကြောင့်နောက်တစ်ချိန်မှာနောင်တတွေနဲ့မပူလောင်ရလေအောင်အခွင့်အရေးရနေတဲ့အခိုက်အတန့်မှာမမိမလျော့မပေါ့မဆကောင်းတဲ့အလုပ်တွေကောင်းတဲ့အပြောတွေကောင်းတဲ့အတွေးတွေနဲ့ကိုယ့်ဘဝကိုပျော်မွေ့နိုင်ဖို့မကြိုးစားသင့်ဘူးလားကြိုးစားသင့်တယ်ဒါကြောင့်ဖရာအဆူဆူပိဋကတ်သုံးပုံလုံးအကျုံးဝင်ပါတယ်လို့ချီးကျူးခဲ့ရတဲ့ဒီစကားတခွန်းအပမဒါမြတ်စွာဘုရားပြိဋိဘံစံဃာနီးမှာလဲဒါပဲမိန့်ကြားသွားတာပဲမဟုတ်လားဟင်ဝေယဓမ္မသင်္ခါရတရားတွေဆိုတာပျက်စီးသွားတာမပျက်စီးသေးခင်မှာထောက်ရတီးရအားကိုးရအစစ်အမှန်ရအောင်ခိုင်မာတဲ့တတိတရားနဲ့ကြိုးစားရစ်ကြလို့ဒီလိုမှားမသွားဘူးလားမှားသွားတယ်ဒါကြောင့်အကောင်းဆုံးတရားသည်ဘာလဲလို့မေးရင်အပမဒပဲနော်မြတ်စွာဘုရားတန်ရုပ်ပါဠိတော်မှာလည်းဟောထားတာရှိပါတယ်ပန်းနေတဲ့မှာအကောင်းဆုံးပန်းသည်မြက်လေးပန်းပဲနော်ကုန်းတော်ဝါတွေရဲ့ခြေရာထဲမှာအကြီးကျယ်ဆုံးသောခြေရာသည်ရှင်ခြေရာပဲဟုတ်ရဲ့လားအေးကောင်းကင်မှာသွားနေတဲ့နက္ခတ္တာယာခြေတကာထဲမှာလည်းပဲအကြီးကျယ်ဆုံးသည်လမင်းပဲဟုတ်လားအေးအလင်းရောင်တွေထဲမှာလည်းပဲအကြီးကျယ်ဆုံးဟာနေမင်းပဲနော်အေးပြီးတော့ဒီခြေနှစ်ချောင်းခြေလေးချောင်းခြေများစွာခြေမရှိတတ္တဝါတွေထဲမှာအမွန်မြတ်ဆုံးသောတတ္တဝါသည်မြတ်စွာဘုရားပဲအဲ့ဒါလို့သူတော်ကောင်းတရားတွေများစွာရှိတဲ့အနက်မှာအကြီးကျယ်ဆုံးအမွန်မြတ်ဆုံးသောသူတော်ကောင်းတရားသည်အပမဒပဲဟုတ်ရလားတခါကြီးမိုင်များဒါကြောင့်မြတ်စွာဘုရားကအပမဒဆိုတဲ့ကုသိုလ်တရားတွေသဘာဝတရားတွေကိုမမေ့တဲ့တတိတရားနဲ့ပျော်နိုင်အောင်ကြိုးစားကြရမယ်ဒါသည်ပြစ္ဆုတ်ပံတန်တရားနှစ်ဖြာသောကောင်းကျိုးကိုပြီးစေတဲ့တရားပါဟုတ်ရလားဒါကြောင့်ဦးဇင်းတို့နံပါတ်1စကားခွန်းလေးကိုအဆုံးသတ်ကြရအောင်နော်အပမဒမမေ့မလျော့ခြင်းမှာပျော်မွေ့နိုင်ကြပါစေဟုတ်ရလားအေးနောက်ဦးဇင်းတို့ဒုတိယစကားခွန်းသွားကြရအောင်သာစိတံမိမိရဲ့စိတ်ကိုအနုရကထအစဉ်အမြဲစောင့်ရှောက်ကုန်ရ၏မိမိရဲ့စိတ်ကိုအစဉ်အမြဲပါလို့ရမယ်စောင့်ရှောက်ရမယ်ထိမ့်သိမ်းရမယ်စောင့်စည်းရမယ်နားလေလွယ်အောင်ပြောရရင်တော့စိတ်အလိုကိုမလိုက်ရဘူးစိတ်အလိုလိုက်ပြီးတော့ပြောချင်တိုင်းပြောလိုက်မယ်လှုပ်ချင်တိုင်းလှုပ်လိုက်မယ်ဆိုရင်ကတော့ဒီဘဝလည်းပဲစင်စင်ရရဒုက္ခပေါင်းများစွာကိုရင်ဆိုင်ရလိမ့်မယ်တန်တရားမှာလည်းပဲအပေလေးပါးတည်းဟူသောဆင်းရဲလှတဲ့ဘဝတွေနဲ့ဏိကုံးချုပ်ရတတ်တယ်ဟုတ်လားခုဦးဇင်းတို့လူလောကကြီးအပေါ်ယံလေးပဲကြည့်ကြည့်ပါဦးဒီအဆုံးအမလေးကအင်မတန်အရေးပါတဲ့အဓိကတော့ချက်ကြတဲ့အဆုံးအမတစ်ခုလို့ဒီဒုတိယစကားကုန်းကိုလည်းဦးဇင်းတို့သဘောကျတယ်စိတ်ကိုစောင့်ရှောက်ရမယ်ထိမ့်သိမ်းရမယ်အလိုမလိုက်ရဘူးဆိုတဲ့စကားကလေးလောကကြီးမှာချမ်းသာနေကြတဲ့လူတွေရှိတယ်ဆင်းရဲနေကြတဲ့လူတွေရှိတယ်ပစ္စည်းဥစ္စာတစ်ခုတည်းကိုရည်ရွယ်ပြောတာမဟုတ်ပါဘူးဟုတ်လားအစစရာရာအောက်တန်းကျနေတဲ့လူရှိတယ်အစစရာရာအထက်တန်းကျနေတဲ့လူတွေလည်းမရှိဘူးလားရှိတယ်အဲ့ဒါဘာကြောင့်အဲ့ဒါလိုဖြစ်တာလဲဆိုလို့ရှိရင်စိတ်ကိုထိမ့်သိမ်းနိုင်ခြင်းရှိမရှိဆိုတာပေါ်မှာမူတည်ပြီးတော့အဲ့ဒါလိုဖြစ်သွားတာနော်စိတ်ကိုထိမ့်သိမ်းနိုင်တယ်စောင့်ရှောက်နိုင်တယ်စိတ်အလိုမလိုက်ဘူးလှုပ်တဲ့လှုပ်ထိုက်တာကိုစိတ်မပါလဲလှုပ်မယ်စိတ်ပါလဲလှုပ်မယ်ဒီလိုမျိုးစိတ်ကိုနိုင်ရတဲ့ပုဂ္ဂိုလ်တွေ
စိတ်ကိုယ့်ရဲ့ကျွန်လိုသဘောထားပြီးတော့ကိုကစိတ်ရဲ့သခင်နေရာမှာယူပြီးတော့စိတ်ကိုလိုသလိုစေစားနိုင်တဲ့ပုဂ္ဂိုလ်တွေဟာအစသာရာရာအစဉ်တမ်းမြင်ကြတာပဲဟုတ်လားအဲ့ဒါလိုမျိုးကိုကစိတ်ရဲ့သခင်မဖြစ်ဘဲနဲ့ကိုကစိတ်ရဲ့ကြီးကျွန်ကြီးဖြစ်ပြီးတော့စိတ်ခိုင်းနိုင်လို့စိတ်အလိုလိုက်ပြီးတော့စိတ်ရဲ့အလိုဆန္ဒကိုပဲအမြဲတမ်းကိုကဆောင်ကျင်းပေးနေမယ်ဆိုရင်အဲ့ဒါအစသာရာရာအောက်တန်းကြမှာပဲပိဋကတ်တို့လက်ခံရလားဟင်စိတ်အလိုလိုက်တဲ့ပုဂ္ဂိုလ်တွေအစသာရာရာအောက်တန်းကြမှာဒါကြောင့်မြတ်စွာဘုရားကဟောပါတယ်စေတံဘိက္ခဝေဒန္တံဂௌတံရခိတံတံဝုတံမဟာတောအဋ္ဌာယတံဝတ္တန္တိစိတ်ကိုထိမ့်သိမ့်နိုင်ကြတဲ့ပုဂ္ဂိုလ်တွေစိတ်ကိုစောင့်ရှောက်နိုင်ကြတဲ့ပုဂ္ဂိုလ်တွေဟာကြီးကျယ်တဲ့အကျိုးရှိတာတွေကိုရမယ်တဲ့ဟုတ်လားစိတ်ကိုမစောင့်ရှောက်နိုင်တဲ့ပုဂ္ဂိုလ်တွေမထိမ့်သိမ့်နိုင်တဲ့ပုဂ္ဂိုလ်တွေကတော့ဒီဘဝနောင်ဘဝကြီးကျယ်တဲ့အကျိုးမဲ့တွေကိုပဲရမယ်တဲ့ဟုတ်ရဲ့လားဒါကြောင့်ပညာရှိကြီးတွေကအပေလေးပါးစိတ်ကြောင့်သွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်စိတ်ကိုလွတ်ထားဆင်းရဲပွားမည်စိတ်ကိုထိန်အေးငြိမ်းနိဗ္ဗာန်ပြီပိဿပေါင်းသူတော်ကောင်းတို့တချို့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဘုဒ္ဓကြီးကြတဲ့ပုဂ္ဂိုလ်တွေဒီလင်္ကာလေးရကောင်းရပါလိမ့်မယ်ပြန်ပြီးတော့နားထောင်ကြည့်မယ်အပေလေးပါးစိတ်ကြောင့်သွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်စိတ်ကိုလွတ်ထားဆင်းရဲပွားမည်စိတ်ကိုထိန်အေးငြိမ်းနိဗ္ဗာန်ပြီအင်မတန်ကောင်းတဲ့အဆုံးအမကလေးဗျာနော်အပေလေးပါးမှာရောက်နေတဲ့တတ္တဝါတွေဘာကြောင့်ရောက်တယ်စိတ်ကြောင့်ရောက်တာစိတ်ကိုမထိန်နိုင်မင်းနဲ့ကာယကံမှုဝစီကံမှုတွေမှားကြရောအဲ့ဒီဒုစရိုက်တရားတွေကပဲအပေပုံကိုရောက်အောင်ပို့လိုက်တာမဟုတ်လားအေးဒါကိုရည်ရွယ်ပြီးတော့အပေလေးပါးစိတ်ကြောင့်သွားသည်ဟုတ်လားနိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်နိဗ္ဗာန်ရောက်အောင်ကြိုးစားအထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဒီအာယုံမှာမင်းဒီစိတ်ကိုမပြောနဲ့ဒီလိုလေးနေလို့သူတို့ရဲ့စိတ်ကိုသူတို့ပိုင်နိုင်ကြိုးကင်ချဲလဲနိုင်လို့နိဗ္ဗာန်ကိုရောက်ကြတာမဟုတ်လားဟုတ်ရဲ့လားအေးဒါအကျိုးရှိတယ်လှုပ်ခြင်းသည်ဖြစ်စေမလှုပ်ခြင်းသည်ဖြစ်စေလှုပ်ဟဲ့လို့သူတို့စိတ်ကိုသူတို့မတိုက်တွန်းနိုင်ဘူးလားတိုက်တွန်းနိုင်တယ်ဒါအကျိုးမဲ့တယ်မင်းဘလောက်ပဲလှုပ်ခြင်းဒါကိုမင်းမလှုပ်နဲ့လို့သူတို့ရဲ့စိတ်ကိုသူတို့ဘာလုပ်လဲနိုင်တယ်ဟုတ်လားအဲ့ဒါလို့မကောင်းတာတွေကိုရှောင်ကောင်းတာတွေကိုရှောင်နိုင်မှများပါရမီတွေပြည့်လာပြီဆိုတော့နိဗ္ဗာန်ဘာဖြစ်တယ်မျက်မှောက်ပြုရတယ်အပေလေးပါးစိတ်ကြောင့်သွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်စိတ်ကိုလွတ်ထားဆင်းရဲပွားမည်အင်မတန်မှန်တာပဲနော်မူရစေဝါတွေဆွဲလို့ဒုက္ခရောက်ကြတာတွေအိမ်အောင်ရေးဖောက်ပြန်လို့ဒုက္ခရောက်ကြတာတွေသူ့အဆင့်သူ့လေပဲသူ့အဆင့်အတန်းတိုင်းမှာဒုက္ခပင်လဲဝေးနေကြတဲ့လူသားတွေဟာဘာအလိုလိုက်လို့ဒုက္ခရောက်တာလို့စိတ်အလိုလိုက်လို့ဒုက္ခရောက်တာနော်ဒါကြောင့်စိတ်ကိုလှုပ်ထားဆင်းရဲပွားမည်စိတ်ကိုထိန်အေးငြိမ်းနိဗ္ဗာန်ပြီလို့အင်မတန်ခြုံမိငုံမိတဲ့အဓိပ္ပာယ်တွေပါဝင်အောင်ဒီလင်္ကာလေးနဲ့ဆက်ဆိုထားတာဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့စိတ်ကိုအရှင်အမြဲပါလို့ရမယ်စောင့်ရှောက်ရမယ်ထိန်သိမ်းရမယ်စိတ်ခိုင်းတဲ့အတိုင်းအရာရာကိုမလုံမိဖို့လိုပါတယ်ဟုတ်ရဲ့လားအေးစိတ်ခိုင်းနိုင်တာလုံမယ်ဆိုလို့ရှိရင်တော့ဒုက္ခလှလှတွေ့ဖို့မလိုဘူးလားအေးဒုက္ခလှလှတွေ့မှာပဲဒါကြောင့်မြတ်စွာဘုရားကသစေတံမိမိရဲ့စိတ်ကိုအနုရကတံအစဉ်စောင့်ရှောက်ကုန်ရ၏အမြဲစောင့်ရှောက်ရမယ်လို့အမြဲဆိုတဲ့စကားလေးပါတယ်။ဘာဖြစ်လို့လဲ။စိတ်ကအမြဲတမ်းအန္တရာယ်တင့်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်။ဆိုလိုတာကတခဏလောက်တောင်မစောင့်ရှောက်လို့မဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်။အချိန်မရွေးမတင့်တော်တာတွေကိုပြောနိုင်တယ်မတင့်တော်တာတွေကိုလုပ်နိုင်တယ်။အမြဲတမ်းအန္တရာယ်တင့်နိုင်တဲ့အနေအထားမှာရှိနေတယ်လို့ဆိုလိုတာ။ဒါကြောင့်ဒီစိတ်ကိုဘာလုပ်ရမလဲ။အမြဲတမ်းစောင့်ရှောက်ရမယ်။စိတ်ကိုမစောင့်ရှောက်ဖဲနဲ့ပြစ်ထားရမယ့်အချိန်တစ်ချိန်မှမရှိဘူးဒါကိုပြောတာဒီအချိန်ပြစ်ထားရင်ဒီအချိန်မှအန္တရာယ်ဖြစ်နိုင်တယ်အချိန်မရွေးအန္တရာယ်တက်နိုင်တယ်ဦးဇင်ကလည်းသဘောပေါက်အောင်ကြိုးစားပြီးတော့ပြောကြည့်တာနော်ဆိုလိုတာကအချိန်မရွေးအန္တရာယ်တက်နိုင်တယ်ဒါကြောင့်အချိန်မရွေးစောင့်ရှောက်ရမယ်ဘယ်အချိန်လေးကတော့
အန္တရာယ်မရှိပါဘူးဘယ်ချိန်လေးကတော့လက်လွတ်လို့ရတယ်ဆိုတာမျိုးစိတ်မှာမရှိဘူးဒါကိုဆိုလို့လားဟုတ်ရလားအေးဒါကြောင့်မို့လို့ချမ်းသာခြင်းကြတဲ့ကြီးပွားခြင်းကြတဲ့ပုဂ္ဂိုလ်တွေဘာလို့ရမလဲစိတ်ကိုစောင့်ရှောက်ရမယ်စိတ်ကိုမစောင့်ရှောက်လို့ရှိရင်ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာအိမ်ကိုကောင်းကောင်းမမိုးဘူးဆိုလို့ရှိရင်တဲ့အဲ့ဒီအိမ်ရဲ့အချင်းရနယ်တွေအကာတွေအခင်းတွေဟာအကုန်လုံးမိုးရီတွေဆွတ်ပြီးတော့ပုတ်ရွှေ့ပြီးတော့ဒီအိမ်ကြီးဟာပြိုလဲပြီးတော့ပျက်စီးသွားမယ်ဒီခန္ဓာကိုယ်ဟာအိမ်ကြီးတစ်လုံးနဲ့အင်မတန်တူတယ်တဲ့ခန္ဓာကိုယ်မှာစိတ်ဟာအမိုးပဲခန္ဓာကိုယ်မှာစိတ်ဟာအမိုးပဲဒီစိတ်ကိုကောင်းကောင်းလုံခြုံအောင်မစောင့်ရှောက်ဘူးမမိုးဘူးမကာကွယ်ဘူးဆိုလို့ရှိရင်ကြံတဲ့ကာယကံတွေဝစီကံတွေအကုန်လုံးဟာအလိုဆန္ဒတွေမကျေနပ်မှုတွေကိလေသာမိုးရီတွေဆွတ်ပြီးတော့ဒုစရိုက်တရားတွေနဲ့ပုတ်ဆွေးပြီးတော့အပေလေးပါးကြာရောက်ပြီးတော့ခန္ဓာအိမ်ကြီးပျက်စီးသွားမယ်သိကောင်းတဲ့ဥပမာတော့တခါကြီးမိုင်များခန္ဓာအိမ်မှာစိတ်အမိုးရှိပါတယ်ကောင်းကောင်းမမိုးရင်ကာယကံဝစီကံမနောကံကံသုံးပါးသည်ဒုစရိုက်တရားတွေနဲ့ပျက်စီးမှာပါကံသုံးပါးပျက်စီးပြီဆိုလို့ရှိရင်ကောင်းကောင်းမွန်မွန်တည်ဖို့ဆိုတာမဖြစ်နိုင်ဘူးကောင်းကောင်းမွန်မွန်မတည်ရလို့ရှိရင်ကောင်းကောင်းမွန်မွန်ဘဝတွေကိုမရောက်ရနိုင်ဘူးအဲ့ဒီအတိပ္ပယ်နဲ့ဦးဇင်းတို့အနာရဘိန်တထေးကြီးကိုမြတ်စွာဘုရားဟောထားပါတယ်စိတ်ကိုကောင်းကောင်းမိုးပါပိဋကဘာကိုကောင်းကောင်းမိုးရမယ်စိတ်ကိုကောင်းကောင်းမိုးရမယ်စိတ်ကိုကောင်းကောင်းမမိုးလို့ရှိရင်ပါဇက်ကလည်းပြောချင်ရပြောမှာပဲလက်ကလည်းလှုပ်ချင်ရလှုပ်မှာပဲပြောချင်ရပြောလှုပ်ချင်ရလှုပ်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီအပြောအလုပ်တွေကိုကိုယ်တိုင်ပဲတာဝန်ယူရမှာပဲဟုတ်ရဲ့လားဒါကြောင့်တည်ငါတခဏအထူးသဖြင့်ဒေါသစိတ်ကလေးကိုအလိုမလိုက်မိဖို့အင်မတန်အရေးကြီးတယ်စိတ်တိုင်းကိုတော့ထိမ့်သိမ်းရမှာပါသို့တော့အရေးကြီးတာကဘာလဲဆိုတော့ရှုကနေဟိုးကနေတက်လာတဲ့ဘာလဲဒီဒေါသအဲ့ဒီဒေါသကိုဘာလို့ရမလဲထိမ့်သိမ်းနိုင်ရမယ်စောင့်ရှောက်နိုင်ရဦးဇင်းတို့1962ခုနှစ်ကပသိမ်ကြီးမြို့နယ်ဒဟတော်ဆိုတဲ့ရွာတစ်ရွာရှိတယ်တကာကြီးတစ်ယောက်မှာသမီးလေး2ယောက်ရှိတယ်အမကြီးကမတ်ကြီးတဲ့အငယ်မလေးက12နှစ်သမီးရှိသေးတယ်မတ်ကြီးတဲ့မဟာရှိစတော်ဘုရားကြီးဟောခဲ့တာတရားထဲမှာဦးဇင်းတို့တွေ့ရတယ်တည်ငါတခဏဖြစ်ပေါ်လာတဲ့ဒီစိတ်ကိုမနိုင်လိုက်လို့တဘဝလုံးစိတ်ဆင်းရဲသွားရတာလေးတန်ဝေကလည်းရเสียကောင်းလို့တတိလည်းထားเสียကောင်းလို့ပြောပြချင်တာဟုတ်လားတနေ့တော့သူတို့ရွာရဲ့ရွာဦးကျောင်းမှာအငိမ်ပွဲရှိအဲ့ဒါနဲ့ညီမ2ယောက်ဆေးလိတ်လိတ်ရင်းနဲ့အမဖြစ်တဲ့လူကဟေးဒီဆေးလိတ်လေးလိတ်ပြီးရင်တို့ညီမ2ယောက်ရွာဦးကျောင်းသွားပြီးတော့ပွဲသွားကြည့်ရအောင်ညီမဖြစ်တဲ့လူကဘာစိတ်ကူးပေါက်တယ်မသိဘူးမကြည့်ကျင်ဘူးတဲ့ဒီနေ့စောစောအိတ်မယ်အဲ့တော့အမဖြစ်တဲ့လူကမဖြစ်ပါဘူးနင်ငါနဲ့လိုက်ခဲ့ပါငါမှအဖို့မရှိဘူးဆိုတော့မလိုက်ချင်ဘူးဆိုတော့အမဖြစ်တဲ့လူကကြမ်းကြမ်းထန်ထန်ညီမကိုဆဲတယ်အဲ့ဒီမှာညီမဖြစ်တဲ့လူကလည်းအမကိုပြန်ပြီးတော့ဆဲတာအဲ့ဒါလို့ဆဲတော့ကိုယ့်ထက်အကြီးကိုပြန်ပြီးတော့ဆဲရမလားဆိုပြီးတော့တည်ငါဖြစ်ပေါ်လာတဲ့စိတ်ကို तू မထိန်နိုင်ဘူး तू ဆေးလိမ့်လိမ့်နေတဲ့ဘန်းထဲမှာလည်းပဲကက်ကြီးကအရန်သင်းရှိနေတာအဲ့ဒါနဲ့ဟုံးကနေထန့်လာတဲ့ဒီဒေါသအဲ့ဒီဒေါသခိုင်းတာကိုမရှင်းမချင်းလှုပ်လိုက်မိတယ်လက်ထဲမှာရှိတဲ့ကက်ကြီးနဲ့ညီမကိုပြစ်လိုက်တယ်ဘယ်ဘက်ရင်အုံကိုသွားပြီးတော့စိုက်တယ်ကက်ကြီးကအဲ့ဒီတော့မှ तू အကြီးကျယ်လန့်တယ်ဟာညီမလေးဘလို့ဖြစ်လဲမသိဘူးဆိုတော့သွားပြီးတော့ပွေတော့သွေးတန်ရဲရဲနဲ့ तू ချစ်လာတဲ့ညီမလေးဟာသူ့လက်ထဲမှာပဲတေဆုံးသွားတယ်ကိုချင်းမိသေးတာဒီညီမလေးကိုသေစီလိုတဲ့စိတ်သူ့မှာရှိဟန်မတူပါဘူးရုတ်တရက်ဒေါသရဲ့အလိုကိုလိုက်ပြီးတော့ပြစ်လိုက်မိတာဝမ်းနည်းစရာမကောင်းဘူးလားအဲ့ဒီမှာ तू ငိုးယူပြီးတော့ညီမလေးအလောင်းကိုပိုက်ပြီးတော့ရဲစခန်းကို तू ကိုယ်တိုင်ပဲသွားပြီးတော့အဖမ်းခံတယ် तू လည်းပဲထောင်10နှစ်ကျော်လောက်ကြာတယ် तू ချစ်တဲ့ညီမလေးလည်းသူ့လက်ချက်နဲ့သေရတယ်သူ့ရဲ့ဘဝလက်ကျန်အချိန်မှာဒီစက္ကန့်မိုင်းလေးဖြစ်ပေါ်လာတဲ့စိတ်ကိုမနိုင်လိုက်တာနဲ့နောင်တတရားတွေနဲ့စိတ်မချမ်းသာမှုတွေနဲ့ပဲ तू အချိန်ကုန်ခဲ့ရပိဋကရေနောင်တန်တရားဆိုတာကိုအသာထားပါဦးဟုတ်ရဲ့လားစိတ်ကိုမစောင့်ရှောက်မထိမ့်သိမ့်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာပြစ္ဆုတ်ပံမှာကိုပဲ
ကြီးကျယ်တဲ့ဒုက္ခတွေကိုမရင်ဆိုင်ရပေဘူးလားရင်ဆိုင်ရနိုင်တယ်ဒါကြောင့်ဦးဇင်းတို့ကဒီဒုတိယစကားကုန်းလေးတွေကိုလည်းသိကြိုက်တာပဲဟုတ်လားစိတ်ကိုမထိမ့်သိမ့်နိုင်ရင်ဒုက္ခအကြီးကျယ်တွေ့မယ်စိတ်ကိုထိမ့်သိမ့်နိုင်ရင်တော့ချမ်းသာမယ်ဒါကြောင့်ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးပြောတဲ့စကားလေးနဲ့ဒီဒုတိယစကားကုန်းလေးကိုဦးဇင်းတို့ဏိဂုံးတတ်ချင်ဘာပြောတယ်ဆိုတော့ဟောဒီသာသနာတော်ဒီဟူသောအင်ဂျင်တော်ကြီးကိုပူမူပြီးတော့လှပသွားစေခြင်းနဲ့ဆိုလို့ရှိရင်တဲ့ရှင်သာရိပုတ္တရာကဟောဒီသာသနာတော်ဒီဟူသောအင်ဂျင်တော်ကြီးကိုပူမူပြီးတော့လှပသွားစေခြင်းနဲ့ဆိုလို့ရှိရင်တဲ့မိမိကစိတ်ရဲ့အလိုကိုမလိုက်ဖဲနဲ့စိတ်ကိုယ်သာလည်းမိမိရဲ့အလိုကိုလိုက်စေရမယ်တဲ့ဟုတ်လားမိမိကစိတ်အလိုကိုမလိုက်ဖဲနဲ့စိတ်ကိုယ်သာလည်းမိမိရဲ့အလိုကိုလိုက်စေတဲ့ပုဂ္ဂိုလ်ဟာသာသနာတော်ဒီဟူသောအင်ဂျင်တော်ကြီးကိုပူမူလှပအောင်လှုပ်ဆောင်နေတဲ့သူပါလို့ဦးဇင်းတို့မဟာဂေါသိမ်ကသုတ်တံမှာရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကအဲ့လိုအမိန့်ရှိသွားတာဟုတ်လားကိုယ်စိတ်ကိုကိုယ့်အကိုထိန်းနေခြင်းသည်ပင်လျင်သာသနာကိုလှပအောင်တနည်းအားဖြင့်သာသနာတော်ကြီးစီကားအောင်ပြုစုပြောထောင်ရာရောက်ပါတယ်မကောင်းဘူးလားတခါကြီးမိုင်းများကောင်းတယ်နော်ဒါကြောင့်ဒုတိယစကားကွန်းမိမိရဲ့စိတ်ကိုဘာလို့ရမယ်စောင့်ရှောက်ရမယ်ဦးဇင်းတို့တတိယစကားကွန်းဆက်ပြီးတော့သွားကြရအောင်ပင်ကင်းညုံမြောင်း၌တန်တော်နေ၍နေသောကုံစတော်ဆင်မြောင်ကြီးသည်အတ္တနမိမိကိုဒုက္ခပဂရိရှင်ညွန်းတို့မှာဥဒ္ဒရတေဣဝါထုတ်ဆောင်လေပြီတကဲ့သို့တုံမေသင်တို့သည်လေအတ္တနမိမိကိုဒုက္ခကိလေသာတိဟုသောညုံမြောင်းမှာဥဒ္ဒရထထုတ်ဆောင်ကဲ့တင်ညဂုံရ၏ပဂရိရှင်မြောင်ကြီးဟာပဂရိရှင်ညွန်းနေတဲ့ကနေလွတ်မြောက်အောင်ယုံထွက်သလိုမျိုးသင်္ချစ်သားတို့လည်းပဲအလိုဆန္ဒတွေမကျေနပ်မှုတွေမုန်းတီးမှုတွေဒီဟုသောကိလေသာရွှွညွန်နေတဲ့ကနေမိမိတို့ရဲ့စိတ်ကိုမြင့်မြတ်မှုကြီးကုန်းထက်ကိုရောက်အောင်ဆယ်တင်နိုင်ရမယ်တဲ့ဒါလေးကတော့အလေးနဲ့ဆုံးကလေးဖြစ်သွားတာပေါ့နော်ဒကာကြီးဒီမကြီးမြတ်ပဂရိရွှွညွန်နေတဲ့ကနေပဂရိဆင်မြောင်ကြီးယုံထွက်တယ်လို့မျိုးကိလေသာတွေဟူသောရွှွညွန်နေတဲ့ကနေမိမိတို့ရဲ့စိတ်ကိုဆွဲထုတ်နိုင်ရမယ်လို့ဒီလိုပြောတာဟုတ်ရလားခုဒကာဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ဟာများသောအဖြစ်ဘယ်မှာအပျော်များသလဲဘယ်မှာအနေများသလဲဆိုရင်ပါပသမိန်ရမတိမနောဆိုတဲ့ဒေသနာတော်အတိုင်းမကောင်းမှုမှာမိမိတို့ရဲ့စိတ်ဟာမမွေ့မလျော်ဘူးလားမွေ့လျော်တယ်နော်မကောင်းမှန်းသိပါလေခင်နဲ့မကောင်းမှုမှာစိတ်ဟာမွေ့လျော်တယ်ပျော်တယ်မကောင်းတာပြောရမယ်မကောင်းတာလုပ်ရမယ်မကောင်းတာတွေးရမယ်ဆိုလို့ရှိရင်အဲ့ဒီနေရာကနေစိတ်ကိုယုံထအောင်လုံနိုင်ခဲ့တယ်ယုံထွက်နိုင်ခဲ့တယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဒီအချက်ကိုသဘောပေါက်လို့ကြီးပွားခြင်းများတဲ့ပုဂ္ဂိုလ်ချမ်းသာခြင်းများတဲ့ပုဂ္ဂိုလ်တွေဟာယုံညံ့တဲ့တရားတွေထဲမှာမိမိရဲ့စိတ်ကိုမပျော်စေဘဲနဲ့မြင့်မြတ်မှုတွေကိုရောက်အောင်ထုတ်ဆောင်နိုင်ရမယ်ဆွဲတင်နိုင်ရမယ်ဒါတဲ့ပူပြီးတော့ကြဲကြဲပြန့်ပြန့်လေးပြောရရင်ပူလောင်မှုထဲမှာနစ်နေတဲ့ဒီစိတ်ကိုအေးချမ်းမှုတွေကိုရောက်အောင်ကူးပြောင်းနိုင်ရမယ်ဟုတ်လားညှဉ်းနှွမ်းမှုထဲမှာနစ်နေတဲ့ဒီစိတ်ကိုဖြူရှင်မှုတွေကိုရောက်အောင်ဆွဲထုတ်နိုင်ရမယ်ဟုတ်ရလားရှုပ်ထွေးလှတဲ့ဒီလောကကြီးထဲမှာပျော်မွေ့နေတဲ့စိတ်ကိုရှင်းလင်းတဲ့သဘောတရားတွေထဲမှာပျော်နိုင်အောင်ကြိုးစားရမယ်အရှုပ်ကနေအရှင်းအမှောင်ကနေအလင်းအညစ်ကနေအစင်အဲ့ဒါလိုမျိုးဆင်းရဲဒုက္ခကနေချမ်းသာဒုက္ခပြောလို့မရဘူးလားရတယ်ဟိုအကုသိုလ်တွေနဲ့စိတ်ကနေတယ်ဆိုလို့ရှိရင်ဒါစိတ်ဟာဘာဖြစ်နေတယ်ခေါ်မလဲဆင်းရဲနေတာပဲအဲ့အကုသိုလ်ကင်းသွားအောင်လုပ်လိုက်တာနဲ့တပြိုင်တည်းစိတ်ဟာဘာဖြစ်သွားတာတော့ချမ်းသာသွားတာပဲဒါကြောင့်မိမိရဲ့စိတ်ကိုဆင်းရဲခြင်းနွန်တဲ့ကနေချမ်းသာခြင်းကြီးကုန်းထက်ကိုရောက်အောင်ဆယ်တင်ဖို့မလိုဘူးလားဘယ်လိုဆယ်တင်ပေးမှလဲကိုဆယ်တင်ရမှာနော်ဒကာကြီးဒီမကြီးများအေးအဲ့ဒါလိုမျိုးယုံထွက်နိုင်ဖို့ကြိုးစားရမယ်ဒီနေရာမှာဘေးသက်ပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေရဲ့စိတ်ဟာ
ကိလေသာဆိုတဲ့နွန်ထဲမှာနှစ်တယ်ဆိုတဲ့နေရာမှာကိလေသာကဘယ်နှပါးရှိတယ်လို့ကြားဖို့လဲ10ပါးအကျေပွားလိုက်ရင်1500တောင်ရှိတယ်လို့ကြားဖို့တယ်နော်အေးအဲ့ဒီကိလေသာ10ပါးထဲမှာလည်းပဲအဆိုးဝါးဆုံးသောနွန်သည်သက္ကာယဒိဋ္ဌိကိလေသာ10ပါးလုံးကလွတ်မြောက်အောင်ယုံရမှာမှန်ပေမယ်လို့ပထမဦးဆုံးနဲ့အရေးကြီးဆုံးယုံကံရမယ်ကိလေသာနွန်သည်ဘာလဲဆိုလို့ရှိရင်သက္ကာယဒိဋ္ဌိဘာဖြစ်လို့လဲဆိုတော့သက္ကာယဒိဋ္ဌိကလွတ်အောင်လုပ်နိုင်လို့ရှိရင်ကျန်တဲ့ကိလေသာတွေသည်သေချာပေါက်တစ်ချိန်ချိန်မှာလွတ်ကိုလွတ်မယ်အလွန်ဆုံး9ဘဝပိဋကတို့ရဲ့တရားကနည်းနည်းတဲ့သဘောရောက်လာပြီနည်းနည်းအာယုံစိုက်ပြီးတော့နားကြည့်ပါနော်သက္ကာယဒိဋ္ဌိကနေလွတ်အောင်ယုံနိုင်ရင်ကျန်တဲ့ကိလေသာတွေသည်အလွန်ဆုံးဘယ်လောက်လဲ9ဘဝပဲသေချာပေါက်လွတ်မယ်ဒီသက္ကာယဒိဋ္ဌိကမလွတ်သေးသမျှကျန်တဲ့ကိလေသာတွေမလွတ်ဟုတ်လားဘဝနဲ့ရှင်းပြီးတော့ပြောမယ်ဆိုလို့ရှိရင်သက္ကာယဒိဋ္ဌိဒီဟူသောနုံကလွတ်အောင်မယုံနိုင်ဘူးဆိုလို့ရှိရင်အပယ်လေးပါးဒီဟူသောဘဝနုံကလည်းပဲမလွတ်သေးဘူးလို့ပြောရတယ်သက္ကာယဒိဋ္ဌိကသာလွတ်အောင်ယုံနိုင်မယ်ဆိုရင်အပယ်လေးပါးဒီဟူသောဘဝနုံကလွတ်သွားပြီအပယ်လေးပါးမှာလွတ်ယုံမကဘူးနောက်ထပ်9ဘဝနေပြီလို့ရှိရင်ကြံတဲ့ဘဝပေါင်းများစွာကလည်းဘာဖြစ်မလဲလွတ်မယ်ဆိုကြစို့ဦးဇင်းတို့ဝိသခာတို့အနာတပိန်တို့သက္ကာယဒိဋ္ဌိကနေသက္ကာယဒိဋ္ဌိရွှွညွန်ကနေသူတို့လွတ်အောင်ယုံနိုင်တော့ကြံတဲ့ຢာကတွေဒေါသတွေမာနတွေရှိပင်ရှိ냐တော်လေးပဲအပယ်လေးပါးတည်းဟူသောဘဝနွန်ထဲကိုနစ်မသွားဘူးဟုတ်ရဲ့လားသက္ကာယဒိဋ္ဌိကိုပယ်တော့အပယ်လေးပါးကိုမကြဟုတ်လားအကယ်၍သက္ကာယဒိဋ္ဌိသာရှိနေမယ်ဆိုရင်တော့ဒါနကောင်းမှုတွေရှိတော်လဲပဲသီလကောင်းမှုတွေရှိတော်လဲပဲဘာဝနာကောင်းမှုတွေရှိတော်လဲပဲတေဂာနီးမှာအခက်မသိလို့ရှိရင်အပယ်လေးပါးကိုရောက်နိုင်သေးတာပဲဟုတ်ရဲ့လားဦးဇင်းတို့မန္လိကာမိဖုရားကြီးအတတိတဒါနရှင်ကြီးပဲဗျာတေဂာနီးမှာနှလုံးသွင်းလေးတစ်ချက်မှားလိုက်တာနဲ့အဝေးကြီးငရဲကို9ရက်ရောက်သွားတာပိဿတို့ကြားဘူးတယ်နော်အဲ့ဒါသက္ကာယဒိဋ္ဌိညုံကမနုတ်သေးတော့အပယ်လေးပါးညုံကမလွတ်နိုင်ဘူးဟုတ်ရဲ့လားအေးဦးဇင်းတို့ပြီးတော့ယဟန်ဘဝကနေပြီးတော့ပင်းရွက်လေးကိုဆွဲလိုက်လို့မိမိသီလကိုတန်တရားဖြစ်ပြီးတော့တည်သွားလို့နဂါမင်းကြီးသွားဖြစ်တာကိုကြားဘူးတယ်မဟုတ်လားအဲ့ဒီယဟန်ဆိုရင်သီလအင်မတန်စင်ကြယ်တာပဲသို့တော့တေဂာနီးမှာတစ်ချက်တန်တရားဝင်လိုက်တာနဲ့ဘာဖြစ်သွားတော့အဟိတရိရှံဖြစ်ရတယ်ဒီတော့သက္ကာယဒိဋ္ဌိကလွတ်ရင်အပယ်ကလွတ်တယ်သက္ကာယဒိဋ္ဌိကမလွတ်ဘူးဆိုလို့ရှိရင်အပယ်ကမလွတ်ဘူးသက္ကာယဒိဋ္ဌိမရှိဘူးဆိုရင်ကျန်တဲ့လောဘဒေါသတွေကအပယ်ရောက်အောင်မပို့နိုင်ဘူးဟုတ်လားဒါကြောင့်ကိလေသာနွန်နေမှာလည်းပဲအဆိုးဆုံးနဲ့အရေးတကြီးယုံရမဲ့နွန်သည်ဘယ်နွန်လဲလို့မေးရင်သက္ကာယဒိဋ္ဌိတည်းဟူသောနွန်မှာဟုတ်ရဲ့လားအေးဒါကြောင့်သာသနာနဲ့တွေ့တဲ့အခါမိမိလည်းလူဖြစ်တဲ့အခါယုံလို့ရတုံးလေးမှာတတ်နိုင်သမျှယုံဖို့လိုပါတယ်ဆိုကြပါစို့ယုံလို့ရတုံးလေးဆိုတဲ့စကားလေးအင်မတန်အရေးကြီးတယ်လို့ထင်တယ်နော်ယုံလို့ရတုံးဆိုတဲ့စကားကိုထောက်တော့အဖြစ်ယုံလို့မရတဲ့အခြေအနေဆိုတာတွေကိုနားလည်လို့မရဘူးလားဆိုကြပါစို့တိရစ္ဆာန်တစ်ကောင်ဟာသူ့ဘဝကနေသူလွတ်အောင်ယုံနိုင်မှာမလားမယုံနိုင်ဘူးဟုတ်လားဆိုကြပါစို့မိစ္ဆာဒိဋ္ဌိဖြစ်နေတယ်ဆိုလို့ရှိရင်လည်းပဲအဲ့ဒါလိုအပေတန်တရားသက္ကာယဒိဋ္ဌိဒီဟူသောကိလေသာနှုံကနေငါလွတ်အောင်ယုံကျင်တယ်ဆိုလို့ကောအဲ့ဒါလိုလွတ်အောင်ယုံနိုင်တဲ့အခွင့်အရေးရှိလားမရှိဘူးဟုတ်တရားဓမ္မတို့ဦးဇင်းတို့သိတာလည်းလူလည်းဖြစ်တယ်မှန်ကန်တဲ့အယူဝါဒလမ်းစဉ်အောက်မှာလည်းရှိတယ်ဘယ်လိုလွတ်အောင်ယုံရမယ်ဆိုတာကိုလည်းသိတယ်ဒါကြောင့်မို့လို့လွတ်အောင်ယုံလို့ရတုံးကလေးအခုအချိန်လေးဟာဟုတ်လားဒါကြောင့်လွတ်အောင်ယုံလို့ရတုံးကလေးမှာယုံဖို့မလိုဘူးလားလိုတယ်ဘယ်ကနေယုံရမလဲသက္ကာယဒိဋ္ဌိကနေလွတ်အောင်ယုံရမယ်အဲ့တော့ဒီလိုယုံကံခြင်းသိပေါက်ဖို့ဆိုတဲ့နေရာမှာတွန်းအားဆိုတာရှိဖို့လိုတယ်ဘယ်တွေပါရှိဖို့လိုလဲတွန်းအားရှိဖို့လိုတယ်ဗျခုဆိုကြပါစို့တရားဓမ္မတို့ဦးဇင်းတို့လူချင်းတူပေမဲ့လို့ကုသိုလ်ကောင်းမှုတွေကိုလုပ်ကြတဲ့နေရာမှာပုံစံချင်းတူပါရဲ့လားမတူဘူးတ
တချို့ကအများကြီးလှုပ်တယ်တချို့ကနည်းနည်းလှုပ်တယ်တချို့ကတိုးရဲသွားပြီးတော့အသက်အယိုးကြီးကြီးအကြီးခန့်ခန့်လှုပ်နေတဲ့လူတွေမရှိဘူးလားရှိတယ်ဘာကွာသွားတာလဲတယောက်နဲ့တယောက်ဒီလိုတန်တရားဝုတ်ကလွတ်အောင်ယုံညတဲ့နေရာမှာအတိုင်းအတာမတူတာဟာဘာကွာသွားတာလဲတန်ဝေကားကွာသွားတာပိဋိဘာကွာသွားတာလဲတန်ဝေကားကွာသွားတာထိတ်လန့်မှုပေါ့နော်ထိတ်လန့်မှုကြီးရင်ကြီးသလောက်လွတ်အောင်ယုံကန်တဲ့နေရာမှာအားပါတယ်ထိတ်လန့်မှုမရှိရင်မရှိသလောက်ယုံကန်မှုလုပ်တဲ့နေရာမှာအားမပါဘူးဒါကြောင့်တန်ဝေကားသည်ကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာအကြီးကျယ်ဆုံးသောတွန်းအားပဲငါတို့တန်တရားမှာဒုက္ခရောက်လိမ့်မယ်ဟုတ်အဲ့ဒါလိုလေးကြောက်လန့်တဲ့သဘောလေးရှိတော့ဒါနသီလတွေကြိုးစားပြီးတော့မပြုဘူးလားပြုတယ်နော်ပိဋကရေကြောက်လန့်နေကြောက်တဲ့ကြောက်ထိုက်တာကိုကြောက်တယ်ဆိုတဲ့သဘောတရားဟာလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ခြင်းအတွက်အကြီးကျယ်ဆုံးသောတွန်းအားပဲစာမွေးဝဲကြမှာကြောက်တဲ့ကလေးဟာစာကြက်မှာပေါ့ဟင်းတကကြီးဒီမိုက်မြကျမ်းမာရေးမကောင်းမှကြောက်တဲ့လူဟာကျမ်းမာရေးဂယူးဆိုင်မှာပေါ့ဟုတ်လားအဲ့ဒါလိုပဲတန်တရားရေးတွေကိုအရှင်းမြင်တယ်နိဗ္ဗာန်ရခြင်းတဲ့စိတ်တွေလည်းအကြီးကျယ်ရှိတယ်အဲ့ဒါလိုမျိုးတန်တရားဝဆင်းရဲကိုကြောက်တဲ့ပုဂ္ဂိုလ်ဟာကုသိုလ်ကောင်းမှုတွေကိုမလုပ်ပေဘူးလားလုပ်တယ်အဲ့တော့ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာကြီးကျယ်ခြင်းမကြီးကျယ်ခြင်းဆိုတာတန်ဝေကဉာဏ်ကြီးကျယ်ခြင်းမကြီးကျယ်ခြင်းပေါ်မှာအခြေခံတယ်ဆိုလိုတာကလွတ်အောင်ယုံရတဲ့နေရာမှာအားပါခြင်းမပါခြင်းဆိုတာမှာတန်ဝေကတွန်းအားအကြီးအသေးပေါ်မှာမူတည်တယ်လို့ပြောတာဒါတန်ဝေကဟာအရေးပါတဲ့နေရာမှာရောက်လာပြန်ပြီနော်တခါကြီးဒီမိုင်းများအဲ့တော့အဲ့ဒီတန်ဝေကတွေများများရဖို့အတွက်ဘယ်လိုစဉ်းစားမလဲဦးဇင်းတို့ကျမ်းဂန်တွေထဲမှာတန်ဝေကရအောင်စဉ်းစားတဲ့နီးရှစ်နီးရှိတယ်တဲ့ပိဋကတရားရဲ့ဏိဂုံးပိုင်းကလေးတည်တည်ချာချာလေးနာယူကြည့်ပါနော်တန်ဝေကရအောင်စဉ်းစားတဲ့ဏိဘယ်နှနည်းရှိတယ်ရှစ်နည်းရှိတယ်တနည်းအားဖြင့်တန်ဝေကဝိတ္ထု၈ပါးလို့ကျမ်းဂန်တွေထဲမှာအဲ့ဒါလိုပြောတယ်ဘာတွေကိုစဉ်းစားရမှာလဲဘာတွေကိုစဉ်းစားရင်တန်ဝေကဖြစ်တယ်လဲဆိုရင်နံပါတ်1မွေးဖွားခြင်းအမိဝမ်းကောင်းကနေမှာပေါ့အမိဝမ်းကောင်းအောင်းနေရတာတွေအမိဝမ်းကောင်းကမွေးဖွားလာရတာတွေဇာတိပေါ့နော်နောက်နံပါတ်2အိုမင်းခြင်းနံပါတ်3နာကျင်ခြင်းနံပါတ်4ပျက်စီးသွားခြင်းသိဆုံးခြင်းပေါ့နော်အဲ့ဒါလို့ဇာတိစရာဖြာတိမရဏဒီ၄ပါးသည်စဉ်းစားရင်ကုသိုလ်ကောင်းမှုကိုလှုပ်ချင်တဲ့တန်ဝေကားဆိုတဲ့တွန်းအားတေချာပေါက်ဖြစ်ကိုဖြစ်တယ်တဲ့လက်တွေ့စမ်းလို့ရတယ်နော်တခါကြီးဒီမိုင်များ၈ပါးတည်းကဘယ်နှပါးရှိသွားပြီတော့၄ပါးရှိသွားပြီနောက်၄ပါးကဘာလဲဆိုတော့အပေဆင်းရဲကိုစဉ်းစားရမယ်တဲ့ဘာကိုစဉ်းစားရမယ်အေးငရဲရိဋ္ဌံပြိတ္တာအတုတကယ်ရဲ့ဆင်းရဲဒီဆင်းရဲဟာလည်းပဲငါနဲ့ဇေယျမပြတ်သေးဘူးဆက်ဆက်မှုအပြည့်အဝရှိတယ်လို့စဉ်းစားရနောက်နံပါတ်5နံပါတ်6အတိတ်တန်တရားကိုစဉ်းစားရမယ်တဲ့ငါအတိတ်ကာလတုန်းကဖြတ်တန်းရင်ဆိုင်ခဲ့ရတဲ့ဒုက္ခတွေအဲ့ဒါလို့အတိတ်တန်တရားကိုစဉ်းစားရင်လည်းပဲသေချာပေါက်တန်ဝေကရတယ်နောက်နံပါတ်9အနာဂတ်တန်တရားငါဘယ်လောက်ကြာအောင်မသိဘူးတန်တရားထဲမှာအဲ့ဒါလို့စဉ်းစားရင်လည်းဘာဖြစ်မယ်တန်ဝေကဉာဏ်ဖြစ်မယ်နောက်နံပါတ်10အာဟာရပရိယေတနာနိတတူဝရှာဖွေနေရတာနားခြင်းလို့နားမရအာမရှိအနာမရှိမိမိဘဝရက်တည်၍မိမိမိသားစုရက်တည်ရေးအတွက်ရုန်းကန်လှုပ်ရှားနေတာကိုစဉ်းစားရင်လည်းပဲအဲ့ဒါပါလေတန်ဝေကရတယ်ဘယ်နှပါလဲ၈ပါးအဲ့ဒီ၈ပါးကိုစဉ်းစားရင်သေချာပေါက်တန်ဝေကရမယ်တန်ဝေကရရင်သေချာပေါက်ကုသိုလ်ကောင်းမှုကိုလုပ်ဖြစ်တယ်ကုသိုလ်ဆိုတဲ့နေရာမှာဒါနရှိမယ်သီလရှိမယ်ဘာဝနာရှိမယ်ဟုတ်ရဲ့လားအဲ့တော့ဒီ၈ပါးတွေကပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ကဘာပြောခြင်းလဲဆိုတော့အပေဆင်းရဲကိုစဉ်းစားကြည့်ပါခုနတုန်းကတက္ကာယဒိဋ္ဌိနဲ့လည်းလုံးဝဆက်သွယ်နေတယ်အပေဆင်းရဲဒီအင်မတန်ကြီးကျယ်တယ်လို့စဉ်းစားလို့ရှိရင်အော်ငါလည်းပဲအဲ့လောက်ကြီးကျယ်တဲ့ဆင်းရဲနဲ့ဆက်ဆက်နေသေးတယ်လို့စဉ်းစားလို့ရှိရင်တေချာပေါက်တန်ဝေကရမယ်တေချာပေါက်တက္ကာယဒိဋ္ဌိတည်းဟူသောညုံကနေလွတ်ချင်စိတ်ပေါက်ကိုပေါက်မယ်ဟုတ်လားတခါကြီးမိုက်များဒါကြောင့်အပေဆင်းရဲကိုဘာလို့ရမယ်စဉ်းစားရမယ်ငရဲပ
တလိษံပိဋ္ဌာအတုရကေသူကအကြီးဆုံးကနေပြီးတော့အစဉ်တိုင်းဆင်းသွားတာငရဲကအကြီးဆုံးငရဲပြီးရင်တလိษံပြီးရင်ပိဋ္ဌာပြီးရင်အတုရကေပေါ့အဲ့ဒီတဲကငရဲတလိษံကိုအသာထားပိဋ္ဌာတွေရဲ့ဒုက္ခကိုနည်းနည်းလေးဘဟုတုတဥစဉ်နည်းနည်းပြောခြင်းဟုတ်လားဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကဘုရားရှင်ကိုတော်မြတ်ကြီးဘုရားဖြစ်ပြီးကသာရာဇဂုံမှာသတင်းသုံးတော့အဲ့ဒီဂိဇဂုတ်တောင်ပေါ်မှာသတင်းသုံးတော်မူတဲ့ရှင်မဟာမောက္ကလန်ရဲ့ရှင်လက္ခဏာရဲ့ယဟန္တာမထေရမြတ်ကြီးတစ်ပါးဆွမ်းခံကြွမယ်ဆိုပြီးတော့တောင်ထိပ်ပေါ်ကနေတပိတ်ကလေးတွေပိုက်ပြီးတော့ဆင်းလာလမ်းရောက်တော့ရှင်မဟာမောက္ကလန်ကိုတော်မြတ်ကြီးကကောင်းငင်လေတဲကိုကြည်ရင်းနဲ့တောင်ပေါ်ကအဆင်းဆိုတော့တောင်ခပန်းဆိုတော့ကောင်းငင်ဖြစ်နေတာပေါ့နော်ရှေ့က view မြင်ကွင်းကဟုတ်လားအဲ့ဒီကိုကြည်ရင်းနဲ့တစ်ချက်ပြုံးလိုက်တယ်အဲ့ဒီပြုံးတာကိုရှင်လက္ခဏာမြင်တယ်မြင်တော့ငါရှင်မောက္ကလန်သင်ဘာကြောင့်ပြုံးလဲမေးတာအဲ့တော့ရှင်မောက္ကလန်ကိုတော်မြတ်ကြီးကငါရှင်တဲ့ဒီမေးခွန်းကိုမြတ်စွာဘုရားရှေ့ရောက်မှမေးပါမပြောဘူးအဲ့ဒါနဲ့သူတို့ကောင်းပြီဆိုပြီးတော့ဆုံးခံဆုံးဖုံးပြီးညချမ်းရောက်ပြီဆိုတော့မြတ်စွာဘုရားထံမောက်စီကတ်ရောက်ပေးတဲ့ပေါင်းစုံလင်နဲ့ကြားရဲရောက်ပြီဆိုတော့မှအရှင်လက္ခဏာယဟန္တာကိုတော်မြတ်ကြီးကရှင်မမောက္ကလန်ကိုမေးတယ်ငါရှင်မနေ့တုန်းကဘုရားရှေ့ရောက်မှမေးပါဆိုတာအခုမေးပြီငါရှင်ဘာကြောင့်ပြုံးလဲဆိုတော့ငါမြင်နေတဲ့လေထဲမှာအယိုးစုပြိတ္တာလေထဲမှာပြန်နေတာအဲ့ဒီအယိုးထဲမှာအသားမပါဘူးအရေးမပါဘူးအသေးတွေကလေးစားတွေဥတွေအဲ့ဓာတွေကိုဘေးကနေကြီးတွေစွန်တွေကနေပြီးတော့ထိုးဆွနေတာအဲ့ဒီပြိတ္တာကကောင်းကင်မှာပြန်နေတာအဲ့ဒါနာကျင်လုံးလို့အော်ဟစ်ငိုကြီးတယ်တဲ့အဲ့ဒီပြိတ္တာကအဲ့ဒီအော်တဲ့အတန်ကိုရှင်မမောက္ကလန်ကိုရမေကြီးကကြားလို့မော့ကြည့်တာနော်မော့ကြည့်တော့မြင်လဲမြင်တယ်ပိဋကရှင်မမောက္ကလန်မြင်တယ်ရှင်လက္ခဏာမြင်လားမြင်ဘူးကြားကောကြားလားမကြားဘူးအော်စရာကောင်းတယ်နော်ယဟန္တာပုဂ္ဂိုလ်ကြီးမမြင်နိုင်ဘူးနော်သို့တော်ရှင်မမောက္ကလန်ကတော့တကူပါပြည့်စုံတာဆိုတော့မြင်လဲမြင်တယ်ကြားလဲကြားတယ်ဒါကြောင့်ဒကာမတို့ဦးဇင်းတို့တွေကိုမျက်စိကလေးကိုနားကလေးနဲ့မမြင်နိုင်တော့မကြားနိုင်တော့တနည်းလက်လှမ်းမမီသောအရာတွေလောကကြီးမှာအများကြီးရှိတယ်ကိုသိတာကတစ်ဆိုရင်ကိုမသိတာဟာသိမ့်တန်းကြချီပြီးတော့မရှိနိုင်ဘူးလားရှိနိုင်တယ်စွတ်ပြီးတော့မယုံဘူးလို့လုံမာဆိုးလို့ပြောတာနော်တခါကြီးဒီမိုင်များခုရှင်မမောက္ကလန်ကိုတော်မြတ်ကြီးမြင်တယ်ရှင်လက္ခဏာမြင်လားမမြင်ဘူးအဲ့ဒီမှာဘာကြောင့်ပြုံးတယ်လဲသူဒုက္ခရောက်တာကိုကျင့်တယ်လို့ပြုံးတာလားမဟုတ်ပါဘူးအဲ့ဒါကိုလည်းမြင်လိုက်ရောရှင်မမောက္ကလန်ကိုတော်မြတ်ကြီးကစဉ်းစားတယ်တဲ့ဩလောကကြီးမှာဒီလိုဆင်းရဲနေတဲ့တတ္တဝါရဲ့လို့လဲရှိနေသေးတကူဒီလိုယုံနံရဲ့လို့လဲရှိနေသေးတကူတစ်ဆက်တည်းသူကဆက်ပြီးတော့စဉ်းစားတယ်ငါမှာအဲ့ဒါလောက်ကြီးကျယ်တဲ့ဒုက္ခတွေရောက်เสียအကြောင်းဘာမှမရှိတော့ဘူးဒီလိုယုံနံမျိုးဖြစ်เสียအကြောင်းလဲဘာမှမရှိတော့ဘူးငါဆင်းရဲလာတဲ့တန်တရားကြီးကနေလွတ်မြောက်ပြီလို့သူ့ကိုယ်သူတွေးပြီးတော့ခြေနဲ့လို့ဝမ်းသာလို့ဝမ်းမြောက်လို့ပြုံးတာတဲ့ဟုတ်ရလားအဲ့ဒီအပြုံးကလေးသတိထားရမကောင်းဘူးလားကောင်းတယ်နော်တစုံတစ်ခုကောဆင်းရဲကိုတွေးလို့ရှိရင်ငါဒီဆင်းရဲကလွတ်ပြီလားလို့စဉ်းစားတဲ့နေဗျာဟင်တခါကြီးတူမကြီးတို့ဦးဇင်းတို့တွေခွေးတွေနွားတွေကြက်တွေဝက်တွေတွေ့နေတာပဲနော်စဉ်းစားမိရလားငါဒီဒုက္ခမျိုးကလွတ်ပြီလားပိဋကဘလို့အဖြေထွက်တော့မလွတ်သေးဘူးတကယ်လို့မြန်လွတ်ခဲ့မယ်ဆိုရင်တော့ဩငါတော့လွတ်ပေါ်ဝမ်းသာစရာမကောင်းဘူးလားဝမ်းသာစရာကောင်းတယ်အဲ့ဒီလိုအပြုံးမျိုးကလေးသာသနာနဲ့တွေ့တဲ့အခါမှာပြုံးနိုင်သွားဖို့အရေးမကြီးဘူးလားအရေးကြီးတယ်ခုဒကာမတို့ဦးဇင်းတို့တွေအဲ့လိုအပြုံးမျိုးအပြုံးနိုင်သေးပါဘူးလူဘဝဘလောက်ပဲအရှင်ပြေပါတယ်ပြောဘလောက်ပဲကြီးကျယ်ခန္ဓာပြီးတော့ကောင်းကောင်းမွန်မွန်နေရပါတယ်ပဲပြောအခိုက်အတန့်မြပါဟင်ဒကာကြီးဒီမိုင်းမြအချိန်မရွေးစိုးရိမ်စရာတွေနဲ့တွေ့စရာအကြောင်းမရှိဘူးလားရှိတယ်အဲ့ဒါလို့ရှင်မမောက္ကလန်ကိုတော်မြတ်ကြီးကငါတော့ဒီဒုက္ခတွေကလွတ်ပြီလို့ငါတွေးမိလို့ပြုံးတာဆိုတော့
မြတ်စွာဘုရားကထောက်ခံနေဗျာဟုတ်တယ်တဲ့ငါဗောဓိပင်နဲ့ရွှေပလင်ခြေရင်းမှာဘုရားဖြစ်ကြတဲ့ကငါတတ္တလောကကြီးကိုကြည်တော့အဲ့ဒီပြိတ္တာအဲ့ဒီတတ္တဝါကိုငါမြင်နေတဲ့ဒါပေမဲ့ငါဘက်ကသက်သေမရှိလို့ငါဘစုကိုမှမပြောခဲ့ဘူးတဲ့ဟောဒီစကားလေးကလည်းမှတ်သားစရာနော်မြတ်စွာဘုရားရဲ့စကားတော်ကိုထောက်ခံမဲ့လူမရှိလို့ဗါတဲ့တော့ပြောခဲ့ဘူးတဲ့အခုငါရဲ့တပည့်တာဝကတွေဟာဉာဏ်အမြင်နဲ့ပြည့်စုံပြီးတော့နေကြပါပေစွာနော်မြတ်စွာဘုရားချီးကျူးတယ်နော်အေးအဲ့ဒီတတ္တဝါတွေဟောဒီသာဝတိမြို့မှာပဲဟောဒီရာဇဂျိုမြို့မှာပဲသားသက်သမားတယောက်ဖြစ်ခဲ့တယ်တဲ့သားသက်ပြီးတော့သူ့မိသားစုကိုပြုစုခဲ့ရတယ်လှုပ်ကြွေးခဲ့ရတယ်အဲ့ဒီကအဲ့ဒီစေတနာတွေကြောင့်ဒီဘဝကိုရောက်ရတာဆိုပြီးတော့မြတ်စွာဘုရားကအတိတ်ကြောင်းလေးကိုနည်းနည်းပြောပြတာပေါ့အဲ့ဒါဦးဇင်းတို့တန်ရုပ်ပါဠိတော်မှာလက္ခဏာတန်ရုပ်ဆိုပြီးတော့ပြိတ္တာတွေအကြောင်းကိုအများကြီးပြောထားတာဗျသိလားအဲ့ဒီထဲမှာဦးဇင်းတို့လေ့လာကြည့်တော့နဂရောပြိတ္တာဆိုတာတော့ကြံ့ကြံ့ဖန်ဖန်တွေ့ရတယ်နော်ဘာဖြစ်လို့နဂရောကပြိတ္တာဖြစ်လဲဆိုတော့မှားယွင်းတဲ့အယူအဆတွေကိုလူလောကထဲရောက်အောင်ဖြန့်လို့တဲ့အဲ့ဒါပြိတ္တာဖြစ်ရတာနော်အဲ့ဒီမှာယဟန်ပြိတ္တာတွေရှိတယ်ယဟန်မပြိတ္တာတွေရှိတယ်ကိုရင်ပြိတ္တာရှိတယ်ကိုရင်မပြိတ္တာတွေရှိတယ်ပြောင်ပြောင်တောက်သောသင်္ကန်းကိုဝတ်ပြီးတော့ပြောင်ပြောင်တောက်သောတပိတ်ကိုပိုက်ပြီးတော့အော်ဟစ်ညင်းညူနေကြတဲ့ပြိတ္တာတွေရှိသေးတယ်လက္ခဏာတန်ရုပ်မှာထိတ်လန့်ပေါ်ရတွေ့ရတယ်နော်ဒီကိစ္စမိုင်းများအဲ့ဒါလိုမျိုးအပေဆင်းရဲဆိုတာကိုစဉ်းစားမယ်ဆိုရင်ငါတို့သည်ဒီဆင်းရဲနဲ့ဇေယျမပြတ်သေးဘူးဆိုတာကိုလည်းဆက်စဉ်းစားပြီးတော့ယုံနိုင်ခွင့်ရှိတုံးကလေးယုံလို့ရတုံးကလေးအခွင့်အရေးလေးလက်ဆုပ်လက်ကင်ရှိတုံးကလေးငါတို့လွတ်အောင်ယုံမယ်လို့ဒီစိတ်ကူးကလေးမပေါ်သင့်ဘူးလားပေါ်သင့်တယ်အဲ့ဒါလို့ပေါ်အောင်အပေလေးပါးကိုစဉ်းစားရမယ်ဟုတ်ရဲ့လားအပေလေးပါးကိုစဉ်းစားရင်တန်ဝေကဖြစ်မယ်တန်ဝေကသည်လွတ်မြောက်ခြင်းအတွက်အကြီးကျယ်ဆုံးသောတွန်းအားပါဟုတ်ရဲ့လားတခါကြီးမိုင်းများအေးအဲ့ဒါလို့တွန်းအားတွေရဲ့အကူအညီကိုရယူပြီးတော့ကိလေသာတရားတွေဟူသောရွှွညွန်နေတဲ့ကနေမိမိတို့ရဲ့စိတ်ကိုလွတ်မြောက်အောင်မလုပ်ကြရမယ်ယုံထွက်ရမယ်အထူးသဖြင့်တက္ကာယဒိဋ္ဌိတည်းဟူသောရွှွညွန်ကနေမိမိတို့ရဲ့စိတ်ကိုဖြူစင်တဲ့ဘက်ကိုရောက်အောင်ယုံထွက်ရမယ်တက္ကာယဒိဋ္ဌိနဲ့သာဥစဉ်ကပြောနေတာတက္ကာယဒိဋ္ဌိကိုဘာလို့လဲရှင်းမပြရသေးဘူးတက္ကာယဒိဋ္ဌိဆိုတာထင်ရှားရှိနေတဲ့ယုံ nant ကိုငါလို့ထင်တာအဲ့ဒါတက္ကာယဒိဋ္ဌိပဲဖောက်ပြန်နေတဲ့သဘောအာယုန်တွေကိုသိနေတဲ့သဘောဒီဖောက်ပြန်တဲ့သဘောတွေသိနေတဲ့သဘောတွေတနည်းအားဖြင့်သိစရာနဲ့သိတာဒီဓာတ်သဘောတရားတွေကိုငါလို့လွယ်မှားမှားဆွဲလန်းနေတာအဲ့ဒါကိုတက္ကာယဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီတက္ကာယဒိဋ္ဌိကနေလွတ်အောင်ယုံနိုင်ရင်အပေတန်တရားကလွတ်မယ်ခုနှစ်ဘဝပြီးရင်31ဘုံဒုက္ခတန်တရားအလုံးကလွတ်မယ်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီအကျိုးကိုမျှော်ကိုပြီးတော့ကိလေသာတွေဟူသောရွှွညွန်ကနေမိမိတို့ရဲ့စိတ်ကိုဘာလို့ရမယ်ယုံကံထွက်နိုင်အောင်ကြိုးစားကြရမယ်လို့ဟောတာဟုတ်ရဲ့လားအေးတတိပဋ္ဌာန်တရားတွေပွားမယ်ဝိပဿနာတရားတွေကြိုးစားမယ်ဆိုတာအဲ့ဒါတက္ကာယဒိဋ္ဌိကနေဘာလို့နေတာလဲယုံကံထွက်နေတာအဲ့ဒါလိုမျိုးတရားတွေကိုဆွမ်းဆွမ်းတမမိမိတို့ရဲ့တတိတံဝေကတွေနေသေးလို့ပါရမီဓာတ်ခံတွေနေသေးလို့ဉာဏ်တွေနေသေးလို့မလုံနိုင်သေးဘူးဆိုရင်လည်းပဲဒါနကောင်းမှုတွေပြုတိုင်းသီလတွေဆောက်တည်တိုင်းဘာဝနာတွေပွားများတိုင်းတန်တရားဝတ်ကလွတ်ပြရစေဆိုတဲ့ဆန္ဒနဲ့ကုသိုလ်ကောင်းမှုတွေပြုမယ်ဆိုရင်လေအဲ့ဒါကိလေသာလျှော့ညွန်ကနေယုံနေလို့ပြောလို့ရပါတယ်ပိဋိဒါကတော့လျှော့စေးလေးပေါ့ဗျာကုသိုလ်ကောင်းမှုတွေလှုပ်တိုင်းနိဗ္ဗာန်ကိုရည်ရွယ်တန်တရားဝတ်ကလွတ်ချင်တဲ့စိတ်နဲ့လုပ်မယ်ဆိုရင်လည်းပဲကိလေသာတွေဟူသောလျှော့ညွန်31ဘုံတွေဟူသောလျှော့ညွန်ကနေလွတ်အောင်ယုံတယ်လို့ပြောလို့မရဘူးလားရတယ်ဒါကြောင့်ပြုတိုင်းသောကုသိုလ်ကောင်းမှုတို့ဖြင့်နိဗ္ဗာန်ကိုအထောက်ပံ့ပြုပါစေဆိုလို့ရှိရင်လေယုံကံခြင်းတစ်မျိုးပါပဲသဘောပေါက်တယ်နော်တခါကြီးဒီမိုင်းများအေးဝိပဿနာတရားတွေမဲ့ခင်၈ပါးတွေသတိပဋ္ဌာန်တရားတွေကိုယ်ခန္ဓာကိုယ်ရဲ့ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းအမှန်တိုင်းသိအောင်ကြိုးစားခြင်းဆိုတဲ့
ဒီတရားဘာဝနာအလုပ်တွေကိုလုပ်မယ်ဆိုရင်ကတော့အတိုင်းထက်အလွန်ပေါ့ဟုတ်ရလားတခါကြီးမိုင်များဒါကြောင့်အဲ့လိုမျိုးဘာဝနာတရားတွေကိုကြိုးကြိုးစားစားအားထုတ်ပြီးတော့လည်းပဲရုန်းကန်နိုင်ကြပါစေကုသိုလ်ကောင်းမှုတွေကိုကြိုးကြိုးစားစားပြုပြီးတော့တန်တရားဝုတ်ကလွတ်ချင်တဲ့ဆန္ဒတွေနဲ့ဥတည်ပြီးတော့ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေပြုပြီးတော့လည်းပဲရုန်းကန်နိုင်ကြပါစေဟုတ်ရလားအဲ့လိုမျိုးရုန်းမယ်ဆိုလို့ရှိရင်ညင်နွမ်းတဲ့နေရာကနေဖြူရှင်တဲ့နေရာကိုရောက်မယ်ပူလောင်တဲ့နေရာကနေအေးချမ်းတဲ့နေရာကိုရောက်မယ်ဆင်းရဲတဲ့နေရာကနေချမ်းသာတဲ့နေရာကိုရောက်မယ်ဟုတ်ရလားဒါကြောင့်သာသနာနဲ့တွေ့တဲ့အခိုက်လူဖြစ်တဲ့အခိုက်မှာယုံလို့ရတုံးလေးမှာမြတ်စွာဘုရားဆုံးမတော်မူခဲ့တဲ့ဒေသနာတော်နဲ့အညီပဂရိရွှွညွန်နေတဲ့ကပဂရိရှင်မြောင်ကြီးယုံထွက်တယ်လို့မျိုးကိလေသာတည်းဟူသောရွှွညွန်နေတဲ့ကနေမိမိတို့ရဲ့စိတ်ကိုယုံထွက်နိုင်အောင်ဆယ်တင်နိုင်အောင်ကြိုးစားကြရမယ်တဲ့ဟုတ်လားအေးတတိယစကားခွန်ပြီးတဲ့ပြီးကြစို့နော်တရားဟောတာတနာရီနဲ့15မိနစ်တိတိရှိပါပြီဟုတ်ရဲ့လားပထမစကားခွန်ကဘာတဲ့တော့မမေ့မလျော့မှုမှာပျော်မွေ့နိုင်အောင်ကြိုးစားရမယ်အပ္ပမာဒဟုတ်ရဲ့လားဒုတိယစကားခွန်ကဘာတဲ့တော့မိမိရဲ့စိတ်ကိုအစဉ်စောင့်ရှောက်နိုင်ရမယ်တတိအတူတူပဲနော်အေးတန်တရားဝဆင်းရဲကလွတ်အောင်ယုံနိုင်ရမယ်တနည်းအားဖြင့်လည်းပဲကိလေသာတည်းဟူသောရွှွညွန်နေတဲ့ကမိမိရဲ့စိတ်ကိုဆွဲထုတ်နိုင်ရမယ်သူလည်းပဲတတိနဲ့ပညာပါပဲဟုတ်ရလားအေးဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့အပ္ပမာဒတရားမှာမွေးလျော်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေမိမိတို့ရဲ့စိတ်ကိုအစဉ်စောင့်ရှောက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကိလေသာတည်းဟူသောရွှွညွန်နေတဲ့ကနေမိမိတို့ရဲ့စိတ်ကိုလွတ်မြောက်အောင်ကြိုးစားရုန်းကန်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့မေတ္တာပို့ပြီးတော့တရားကောင်းစဉ်ကဗါတဲ့တော့မြတ်ဖရာဤစကားသုံးခွန်ဆိုတဲ့တရားကိုဆုံးသတ်ကြရအောင်နော်ဘဝတုသဗ္ဗမင်္ဂလရကံတုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရကံတုသဗ္ဗဒေဝနာသဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရကံတုသဗ္ဗဒေဝနာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုံမဂ္ဂတရားနာပိသပေါင်းတင်သူတော်ကောင်းတို့ဇာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝါဝါသည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်္ဂဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရာဘာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာ ानु ဘာဝေနမေလီနံမူလိဒံနိဗ္ဗာန်ပရိယတိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနမဂ္ဂတံ၄ယောက်ဗလတံ၄ယောက်ဆိုသောရှင်အောင်တော်ရိယသံဃာရှင်မြတ်တို့နဲ့တကွာသီလကုံသမာဓိကုံပညာကုံတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိသံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယုံညပါဘေခမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုယ်စိတ်နှပြချမ်းမာချမ်းသာခြင်းရှိတတ်ကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း